ဓမ္မယုံကြီးထဲမှာဟောပြောရတာဖြစ်ပါတယ်နောက်ဖက်မှာဖရာရှိပါတယ်ကြောင့်ရှေးဥစွာမြတ်စွာဘုရားကိုယုံသေးစွာရှိခိုးကြတော့ပါတယ်ဓမ္မယုံဆိုတော့ဓမ္မတရားတော်မြတ်အပေါင်းကိုလည်းယုံသေးစွာရှိခိုးကြတော့ပါတယ်ဒီဟောပြောပွဲကိုကြောက်ရောက်ခြင်းဖြင့်အားပေးနေကြတဲ့သံဃာတော်ရှင်မြတ်အပေါင်းကိုလည်းတပည့်တော်ယုံသေးစွာရှိခိုးကြတော့ပါတယ်တပည့်တော်ကရိုးကြောစစ်ယောဂါရှိတဲ့အတွက်အခုလိုထိုင်ပြီးတော့ဟောရတာအဂါရဝဖြစ်ခွင့်လွတ်ပါလို့သံဃာတော်ရှင်မြတ်များကိုယုံသေးစွာရှိခိုးကြတော့တောင်းပန်ပါတယ်ဒီဟောပြောပွဲလာရောက်နှထောင်နေသူတွေမှာကျွန်တော်တဲ့ကုဏဝုဒ္ဓိဝေယဝုဒ္ဓိသီလသမာဓိဉာဏ်ပညာကြီးတဲ့သူတွေပါရင်လဲအခုလိုထိုင်ပြောရတာခွင့်လွတ်ပါလို့တောင်းပန်ပါတယ်ကျွန်တော်ကရိုးကြောစစ်ယောဂါဆို rheumatoid arthritis တဲ့သူကအစစ်တွေမတန်ပါဘူးဒူကောင်းအစစ်တွေပိုသိတာပါစေကြာကြာမရနိုင်ပါဘူးလမ်းလျှောက်ရင်လဲကိုမလဲအောင်သိမလျှောက်နိုင်ပါဘူးကလေးများလိုပဲရနိုင်ပြီအဲ့လိုအားပေးပြီးရနေရတယ်လျှောက်နိုင်ပြီဒုက္ကူညီနဲ့ရှောက်ရပါတယ်ဒီယောဂါကလည်းတော့ခွက်ကြတယ်အမျိုးသမီးတွေဖြစ်တာများတယ်တဲ့အမျိုးသားတွေဖြစ်တာအတော်ရှားတယ်ဟောကိုတောင်တန်ရဖြစ်မိပါတယ်ဟုတ်မှာဟုတ်ရဲ့လားငယ်တော့ကတော့ဘောလုံးသမားပါပဲမန္တလေးတက္ကသိုလ်ဘောလုံးလက်ရွေးစင်ပဲအခုတော့ဘူစီပေါင်းတောင်မကန်နိုင်ပါဘူးကန်ရင်လဲမှာပဲမန္တလေးတက္ကသိုလ်ကဝါဆိုလာပြည်နေမှာမန္တလေးတောင်ကိုတမနဲ့ထဲနှစ်ခေါက်တက်တယ်ရိုးမဟုတ်ပါဘူးလေကရစ်တွေကိုတစ်ထစ်ကျော်ခုံပြေးပြီးတော့တက်တယ်ဟိုးရှေ့ကောင်မလေးတွေကိုမှီအောင်လိုက်တာခုတော့မလိုက်နိုင်ဘူးလိုက်ချင်စိတ်လည်းမရှိတော့ပါဘူးဟောတန်လျင်မြို့စာပေချစ်မြတ်နိုးလိုက်တာလေးစားပါတယ်3 ရက်ဟောတာတနေ့2 ယောက်နဲ့လူတွေရောညင်းဝေပြီးတော့လာပါမလားလို့အောင်းမိတာဓမ္မယုံကြီးနဲ့အပြည့်ပါပဲလာရောက်ပြီးတော့နားထောင်အားပေးကြစုတွေပေးတယ်6 ဘာသာဂုဏ်လူရှင်တွေလည်းစုပေးမြန်မာစာဂုဏ်တူးရှင်တွေကိုစုပေးလူတွေကလက်ခုပ်ဩဘာပေးတယ်စုရတဲ့လူတွေကလည်းတော်လိုက်တာဂုံပြုတ်တိုက်တယ်ချီးကျူးတိုက်တယ်သူ့ရဲ့တော်တာကိုစ조사အားထုတ်မှုရဲ့အောင်မြင်မှုပဲအဲ့ဒီအောင်မြင်မှုကိုဟိုဂုံပြုတ်ရကောင်းမှန်းချီးကျူးရကောင်းမှန်းစုပေးရကောင်းမှန်းသိတယ်မြို့မိမြို့ဖလူကြီးများကိုလည်းလေးစားပါတယ်လက်ခုပ်တီးတယ်ဆိုတာကမုဒိတာဝမ်းသာဝမ်းမြောက်ဝမ်းသာဖြစ်တယ်အဲ့ဒီမုဒိတာလက်ခုပ်ကိုတီးရတာလက်ခုပ်တီးရင်းနဲ့ကုသိုလ်တွေရတယ်ဟိုးတော်လိုက်တာချီးကျူးပါရဲ့ဝမ်းမြောက်ဝမ်းသာလက်ခုပ်ဩဘာပေးတယ်မုဒိတာမဖြစ်ရင်မနာလိုစိတ်ဖြစ်တတ်တယ်အဲ့ဒါအကုသိုလ်ပါပဲဒါကြောင့်မို့လို့စုရတဲ့လူနဲ့စုပေးတဲ့လူနဲ့မုဒိတာလက်ခုပ်များကို
ချီးမြှင့်ကြသူတွေနဲ့ဓမ္မယုံကြီးထဲမှာဂုံကျက်တည်မင်္ဂလာရှိပါပြီတယ်လို့ပြောချင်ပါတယ်။ဝန်သာစရာကောင်းတာတစ်ခုကကျွန်တော်ဒီမှာရောက်လို့ထိုင်တော့လာနှုတ်ဆက်တဲ့ပုဂ္ဂိုလ်တဦးကဘယ်သူတော့ဆိုတာတွန်းမြင့်သိန်းနဲ့ဝန်သာလိုက်တာလေရန်သာဆိုချစ်စာရေးဆရာမဖြစ်သေးဘူးကာတွန်းမြင့်သိန်းရဲ့စံရွှေမြင့်ကိုသိချစ်တာပဲစံရွှေမြင့်နဲ့ကြီးခဲ့ရတယ်စံရွှေမြင့်ပုံကလေးကိုစွဲနေအောင်ချစ်တယ်အခုဒီအဲ့ဒီပုံကလေးကမျက်စိထဲမှာစွဲနေပါတယ်ကိုယ့်ရဲ့စီနီယာကြတယ်ကာတွန်းဆိုပေမဲ့လို့သူ့ဝတ္ထုတွေဟာသိကောင်းတာပဲတကယ်ပြည်သူတွေကဘဝသရုပ်တွေကိုဖော်တဲ့ဝတ္ထုတွေအဲ့ဒီဝတ္ထုကိုလူငယ်တွေဖတ်ချင်အောင်အယုတ်ကလေးတွေနဲ့ရေးဆွဲပြီးတော့ပုံဖော်ပြတယ်ငယ်သောသူတွေကိုစာပေနဲ့မိတ်ဆက်ပေးခဲ့တဲ့ဆရာပဲကျေးဇူးတင်ပါတယ်အဲ့လိုအနေပြီးယုတ်ကလေးတွေကိုသဘောကျလို့စာပိုင်ရင်နှုတ်တော့အယုတ်မပါစာကြည့်ဖတ်တဲ့ဘဝကိုကျွန်တော်တို့ရောက်ခဲ့ရတာပါပဲနောက်တစ်ယောက်ကတော့ကျွန်တော်နဲ့တူတူဟောမယ်ကာတွန်းမြေစာသူကတော့ခေါင်းမှာဆေးအဖြူတွေဆိုးထားပါတယ်ခင်မိပါတယ်ကျွန်တော်ကတော့အနက်ဆိုးထားပါတယ်ခင်မမိပါဘူးခင်မမိပါဘူးကာတွန်းမြေစာကလည်းကျွန်တော်ရဲ့စီနီယာပဲငယ်ငယ်လေးနဲ့အောင်မြင်တာမန္တလေးကထုတ်တဲ့လူထုသတင်းစာမှာမြေစာဆိုတဲ့လက်မှတ်ကလေးချစ်စရာကောင်းတယ်မြေစာသူကာတွန်းပုံနေကျွန်တော်မချစ်ဘူးသိမြင်ကတ်တာပဲကောက်ကောက်ကွေကွေလေးတွေဘာလဲကွာမကြိုက်ဘူးတော့သူဖော်ပြတဲ့ဟာတွေကကောင်းတယ်နှုတ်တော့ဖယင်းနဲ့အဲ့ဒီပုံလေးတွေချစ်လာတယ်သဘောကျလာတယ်သူကကာတွန်းဆိုတာရုပ်ကိုလှအောင်ဆွဲနေတာမဟုတ်ဘူးသူပြောချင်တဲ့ဟာတခုတယောချင်တာတခုဒါလေးကိုသူကပုံပေါ်အောင်ဖော်ပြတာအယုတ်ကလေးကကိုစားပြုပြီးတော့ဆိုပါစို့လွယ်ကလေးပဲသူယုတ်ကလေးတွေလိုက်ဆွဲလွယ်လေးပဲတမန်တကယ်ကိုယ်လိုက်ဆွဲရင်တော့လွယ်ချင်းမှလွယ်အဲ့ဒီယုတ်ကလေးတွေကိုကြည်ရင်နဲ့နောက်တော့ကျွန်တော်ချစ်ခင်သဘောကျလာတယ်နောက်တော့အဲ့ဒါအတော်မြင့်နဲ့တီထွင်မှုပါလားသူ့ရဲ့တီထွင်တတ်တဲ့ကာတွန်းကိုယ်ပိုင်အယုတ်ကလေးတွေကိုတီထွင်တတ်တဲ့မြေစာကိုလေးစားတယ်သဘောကျတယ်လွန်ခဲ့တဲ့2ရက်ကပဲကျွန်တော်သာစီမှာသွားဟောတော့ OPJ နဲ့ OPJ ကိုဒီအကြောင်းပြောပြတယ် OPJ ကပြောတယ်ဆရာသိမြင့်တာပဲသူကာတွန်းနေရှင်းမြင့်နေဆရာကျွန်တော်လည်းသိလေးစားတယ်သဘောကျတယ်လို့ပြောပါတယ်ကျွန်တော်ပြီးရင်ကိုမြေစာဟောပါလိမ့်မယ်ဒီတော့ဒီမှာလာရောက်ပြီးတော့ဟောပြောရတာ2ယောက်တည်းဆိုတော့အချိန်လည်းအာရပါရပြောလို့ရပါတယ်လာရတာလည်းအဆင်ပြေပါတယ်ကိုမြေစာကကျွန်တော်မင်္ဂလာတော်ကလာရတာသူကမြို့တွေကလာတာဆိုတော့အရင်ရောက်မှာမင်းအရင်ဟောနေကွာသူကကားပိတ်နေတယ်ရင်ကြောကြက်တဲ့အထဲညက်သွားတယ်ကျွန်တော်ကဈေးကဘာမင်္ဂလာတော်ကလာမှဈေးကဘာထွက်ပြီးတော့မြောက်တကုံဘက်ကနေအပြင်လမ်းကပတ်လာတော့အရင်ရောက်တယ်အဲ့တော့အရင်ရောက်တဲ့အတွက်ငါအရင်ဟောမယ်ကျွန်တော်အရင်ဟောခွင့်အနိုင်ကျင့်ပြီးယူလိုက်တာပါပဲအဲ့တော့ကျွန်တော်လာရတာအဆင်ပြေတယ်စာရေးဆရာဆိုတာတစ်ခါကြတော့လေလေမြန်ကြီးနဲ့နိုင်ငံခြားအထိသွားဟောရထက်တန်းကြပါတယ်ဘဝင်မြင့်စရာပဲတစ်ခါကြတော့လေထော်လာကြီးနဲ့လေကွင်းနဲ့ဖြတ်မောင်းသွားဖင်းလေးကိုကျိန်းလို့ဘဝင်ကနှိမ့်သွားပြန်
ဘဝင်မြင့်လိုက်ဘဝင်နှိမ့်လိုက်နောက်တော့မျှသွားတာပေါ့ဟိုးပဲရွာတရွာကလာဖိတ်တယ်ဗျရွာနာမည်ကမုံနဲ့အချစ်လည်းမဟုတ်ပါဖြူထီအောင်တော့အဲကွန်ဘတ်စီရမယ်တဲ့ဖြူကနေဟိုဘက်4 မိုင်လောက်တော့ဆိုင်ကယ်စီရမယ်ဆရာဟိုးရပါတယ်4 မိုင်လောက်တော့ဖြစ်ပါတယ်အဲ့တုန်းကကျွန်တော်ဒုကောင်းနေပါဒီလိုမဆိုးသေးပါဘူးရှောက်နိုင်သွားနိုင်ပါပဲကျွန်တော်တို့လိုက်သွားတယ်ဖြူရောက်တော့ဘတ်စကားပေါ်ကဆင်းဆိုင်ကယ်တွေလာကြုံနေပါတယ်စီး20လောက်ရှိပါတယ်ကျွန်တော်ဆိုင်ကယ်တစ်စီးပေါ်ခွာထိုင်မိတယ်ဆိုရင်ပဲဖြူမှရှိတဲ့မိတ်ဆွေတယောက်ကတွေ့သွားတယ်ဆရာဘယ်သွားမလို့တော့နဲ့လမ်းអော်မေးတယ်မုံကိုသွားမလို့ပါဖြူကလူကသိတာပေါ့အဝေးကြီးပဲနော်တဲ့ကျွန်တော်လူလေလုတ်ပြီးပြန်ပြောလိုက်ပါတယ်မဝေးပါဘူး4 မိုင်နဲ့ပါကျွန်တော်သူတို့က4 မိုင်လို့ပြောတာကိုဖြူကလူကခေါင်းခါပြမကဘူးနော်10 မိုင်ကျော်လိမ့်မယ်တကယ်ခေါ်သွားတော့14 မိုင်ရှိပါတယ်10 မိုင်နှုတ်ပြီး4 မိုင်လို့ညာခေါ်သွားဆိုင်ကယ်စီးရတာဖင်လေးကိုကျိန်းလို့ပါကျွန်တော်ဆိုင်ကယ်စီးတဲ့ကောင်လေးကသေးသေးပူပူလေးကျွန်တော်ခေါင်းကသူ့ခေါင်းပေါ်ကျော်လို့ကောင်းပါတယ်ရှေ့ကမြင်ကွင်းရှင်းတာပေါ့သူ့မေးတယ်မင်းနာမည်ကဘယ်သူတော့လာလူတဲ့သူကောင်းနာမည်တစ်မျိုးပဲလာလူကြောက်ပါအဲ့လာလူကိုငါချစ်ဦးလို့သဘောထားပြီးဒီကောင်ခါကိုကျွန်တော်တင်းနေအောင်ဖက်ရတယ်မဖက်ရင်ကျွန်တော်ပြုတ်ကြမှာပဲ10 မိုင်လောက်စီးပြီးတော့စစ်တောင်းမြစ်ကြီးကိုရောက်အဲ့မြစ်ကဘာတိုင်စီးနေရတယ်ကြာကြီးပဲစစ်တောင်းမြစ်ကဘာလည်းအနက်ကြီးပဲအောက်ငုံကြည့်လိုက်ကြာရင်တော့သေမှာပဲကဘာလည်းဗျာကမ်းပြိုတော့အပဲ့အရွက်ကြီးပဲဟိုပေါင်မုံကိုကြွက်ကြိုက်ထားတာနဲ့တူတယ်ညာဘက်ကရာခင်းကလေးရှိတယ်သူ့ရာခင်းထဲကိုဆိုင်ကယ်တွေဖြတ်မှစိုးလို့စုကတ်တွေနဲ့တားထားတယ်ကျွန်တော်တို့အပဲ့တွေဘေးက white စီးနေရတယ်ကျွန်တော်ကကြောက်တယ်လာလူကိုပြောတယ်လာလူမြစ်ကြီးကလည်းပြိုလိုက်တာနော်လာလူကပြန်ပြောတယ်ဟုတ်တယ်ဆရာကြီးတအားပြိုတာပဲအေးငါတို့ခုလိုသွားနေတော့မပြိုနိုင်ဘူးမို့လားကျွန်တော်ကြောက်လို့ပြောတာပါလာလူကပြန်ပြောတယ်အချိန်မရွေးပြိုနိုင်ပါတယ်ဟောဒီကောင်ကလည်းမလိမ္မာဘူးလူကြီးကကြောက်လို့မေးတယ်အမှန်တိုင်းပြောတယ်ရင်တဖိုးဖိုးနဲ့လိုက်သွားရတယ်နောက်တစ်ယောက်ပါသေးတယ်သူ့မောင်ရုပ်ရှင်မင်းသားသူ့မောင်ဒီကောင်ကသူဆိုင်ကယ်စီးတဲ့ကောင်လေးကပိန်မိန်ပါပါနှကွင်းကလေးနဲ့သူ့မောင်ကလည်းသူ့မော်ဒယ်လေးသူတင်းနေအောင်ဖက်လို့နောက်တစ်ယောက်ကပါသေးဘယ်သူတော့ဆိုတော့ချစ်ဦးညိုဒီကောင်ကတော့ကံမကောင်းသူဆိုင်ကယ်စီးတဲ့ကောင်ကမဲတုတ်ကြီးသူခါဖက်လို့မရဘူးကောင်ပခုံးလေးကင်လိုက်သွားကျွန်တော်လှမ်းကြည့်ပြီးပြုတ်ကြစရာရှိတော့ဒီကောင်ကြမှာပဲအဲ့လိုလေးတွေလည်းသွားရပါရဲ့ဒီတော့သွားရတဲ့ခီးစဉ်တွေကတော့မျိုးပါပဲတခါတော့လေဟိုရွှေဘိုးသူကဟောပြောပွဲဖိတ်တော့အဲ့ဒီနားမှာလှတော့ဆိုတဲ့ရွာရှိတယ်73 မိုင်ဝေးတယ်ကျွန်တော်ကညနေပိုင်းအားလို့ရွှေဘွားလူတွေကိုပြောတယ်ကျွန်တော်တို့လှတော့လိုက်ဖို့ပါလားလို့ဆရာကြီးကဘာလုပ်ချင်လို့လဲတဲ့ဟောလှတော့သားတွေနဲ့စကားပြောကြည့်ချင်လို့ပါအဲ့လှတော့သားတွေကစကားပြောလို့ရှိရင်အလင်္ကာတွေနဲ့ပြောတယ်ရိုးမပြောဒီဥပမာအလင်္ကာနှိုင်းရှင်ပြတယ်ဝင်ကဝုဒ္ဓအလင်္ကာတဲ့မပြောတကွက်ကျော်သွယ်ကာဝိုက်ခါပြောတယ်အတိတ်တရားဝုဒ္ဓအလင်္ကာအကြီးကျယ်ကြီးတွေချက်ကားပြောတယ်မြမစာဂုံတူးရတဲ့ကလေးတွေသိမှာပေါ့မြမစာဂုံတူးမရလည်းသိကြမှာပါပဲကျွန်တော်ကတက္ကသိုလ်မှာမြမစာနဲ့ပွဲရတာ
အဲ့တော့ကျွန်တော်ကအဲ့ဒါတွေသိတယ်ဒီလာရောသားတွေကဘယ်သွားပြီးသင်လို့တက်ပြီးသိနေတာတော့ကျွန်တော်စိတ်ထဲမှာတန်တရားရှိပါတယ်ဟုတ်ရောဟုတ်လို့လားလိုက်ပို့ပါတယ်ဟိုလူတွေကကျွန်တော်လာရောသားတွေနဲ့အရှင်လက်လက်တွေ့ပြီးမေးမယ်ရောက်ပြီးလမ်းဆောင်မှာကျွန်တော်တို့ဘင်္ဂါကလေးကိုရက်တော့လာရောသားကရွှေဘိုစာပေဥက္ကဋ္ဌကလာရောသားသူကလှမ်းမြင်တယ်ဟုတ်ရှိမှာစူပါကတ်ဆိုင်ကလေးနဲ့ကိုကျော်မြင့်လာအောင်လမ်းခေါ်တယ်ကိုကျော်မြင့်ဆိုတဲ့လာရောသားဆိုင်ကလေးစီးပြီးတော့ကျွန်တော်ထိုင်နေတဲ့ကာပရင်ဘေးမှာရက်ရွှေဘိုသားပြောတယ်ဒီမှာကွရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လာရောသားနဲ့စကားပြောကြည့်ချင်လို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ဆိုတဲ့လာရောသားကျွန်တော်ကြည့်ပြီးတော့ပြောပါတယ်ရပါတယ်ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲဘာမှန်းကိုမသိလှရောသားဗျတဲ့မပြောဘူးလေဝင်ကဝုဒ္ဓိနဲ့ပြောတယ်ဘာဖြစ်လို့တော့လို့ကျွန်တော်မေးရတယ်သူတို့လှရောသားချင်းအဲ့လိုမေးမရှုံးဘူးသူကွက်ကြော်ပြောတာမလိုက်နိုင်လို့ရှုံးတယ်ရှုံးရင်ရှုံးမတတ်နိုင်ကိုမှမသိရကျွန်တော်တော့ဘာဖြစ်လို့တော့မေးဆရာကြီးစဉ်းစားကြည့်လေသွားဆရာဝန်နဲ့တွေ့ပါဇက်ကိုဖျဲမပြရဘူးလားဩပြတာပေါ့ဒါမှသွားမြင်ကုလို့ရမှာပေါ့ကျွန်တော်တို့နဲ့တွေ့ရင်လည်းကျွန်တော်တို့ကစကားပြောတဲ့ထဲမှာရည်စရာတွေပိုင်ဆရာကြီးကရည်အောင်မှာရည်ရင်ပါဇက်ကိုဖျဲပြသွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲ30လောက်ကြော်တာဗျာကျွန်တော်ပဲလိုက်နိုင်မလို့စာရေးဆရာမမီဘူးသူ့ညံကိုတို့ကျွန်တော်သဘောကျတယ်ဟာလာတော့သာစစ်တယ်ကွာတွေ့နေပြီဟဲ့သူ့ကိုကျွန်တော်မိတ်ဆက်ပေးတယ်ဟိုမော်တော်ကားရှေ့ကမ်းမှာထိုင်နေတာစာရေးဆရာကြီးဤကြကွေးပဲလို့အဲ့လိုလဲမိတ်ဆက်ရောဗျာလာတော့သာချက်ချင်းထွက်လာဟာဆရာကြီးနာမည်လည်းကောင်းလိုက်လားမနဲ့လင်းလို့လက်ဖိတ်ဆိုင်သွားမုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ုံပဲနိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နဲ့ငုတ်တော့ခံလဲရကျွန်တော်သူ့ကိုချစ်တော့ကွေးကြီးလို့ခေါ်တယ်ကွေးကြီးမင်းခံလဲရလားကွာအေးခံရတယ်ကွာကိုယ့်ရဲ့သားလို့ခံရတာသဘောကျတယ်ဗျာဒါနဲ့လာဗျာလက်ဖိတ်ဆိုင်သွားစကားပြောလာတော့သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့လက်ဖိတ်တောင်းရင်စကားပြောတကယ်တော့သူတို့ပဲပြောတာပါကျွန်တော်တို့ကနားထောင်နေရသူတို့ပြောတဲ့စကားတွေကိုနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပိန်ညှက်ဆိုင်ရှေ့တော့ဖြတ်မစီရဘူးစပိန်ငုတ်တူလေးနဲ့တွေ့ပေါက်သွားလိမ့်မယ်အတိတ်တရားဝုဒ္ဓိအလင်းကအောက်ပြေအောက်ရသွားတော့အဲ့ဒါမျက်စိကမ်းပဲကွပြောတာနဲ့ငုံကြည့်တော့လှေတံမှန်လေးတွေတန်းစီစိုက်ထားလိုက်တာအလူအိမ်မှာဖနက်တွေချွတ်ထားတာကြာနေတာပဲဥပမာအလင်းကသူမြင်ဘူးတာလေးနဲ့နိုင်ခိုင်းတာလွယ်လွယ်လေးပဲအလူမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်တော့မူးမြက်ကမ်းပြီးမေးတင်နေရတယ်ဟောဘာဖြစ်လို့တော့ငချောက်ကငံလွန်းလို့ရေတားငတ်တော့ရေဟိုးစင်ခဏခဏမသွားနိုင်တော့ပါဘူးမူးမြက်ကမ်းပြီးမေးတင်ပြီးအော်တိုမက်တစ်သောက်နေရတယ်ငချောက်ဘလောက်ငံတယ်လဲအတိတ်တရားဝုဒ္ဓိသူကဝင်ကားဝုဒ္ဓိလည်းဖြစ်တယ်ငံเจ้าကိုတည်းမပြောဘူးတွယ်ဝိုက်ပြောတယ်စကားတခွန်းတည်းနဲ့အလင်းက2မျိုးဖြစ်တယ်ဟိုးတော်လိုက်တာတော်တယ်လှရောသားကထဏောင်းမင်းရိတ်မှာနွားကြောင်းရင်အိတ်လူတယောက်ကဆိုင်ကယ်ပြတ်တော့ထဏောင်းမင်းရိတ်ကိုတွန်းဝင်လာဆိုင်ကယ်ကိုပြင်တာပေါ့ဟိုနိုင်ဒီနိုင်ရပြီးထင်းလို့ချောင်းနဲ့နင်းပြီးတော့နှိုးတယ်ထုံမနှိုးပြင်လိုက်နင်းလိုက်နှိုးလိုက်နိုင်ဝက်လောက်ကြတယ်ထုံနဲ့နင်းနေတယ်လှရောသားအိတ်လို့မရထားလာတယ်ပြုတ်ဆရာကြီးနွားစာဆင်းရင်တပုတ်လောက်ရပြီနော်အညာမှာနွားစာဆင်းတာခြေထောက်နဲ့နင်းဆင်းရဆိုင်ကယ်ပြတ်တဲ့ကောင်ဆက်မနှိုးရတော့ပါ
လာတော့သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမှာသူများလက်မအတူထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချတင်း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 လာတော့သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွရိုက်လိုက်ပြီးတာပဲဒီတဲ့ရှုပ်တာတော့မရှိတော့ပါဟောခမရတို့ကလည်းပြောတတ်လိုက်တာနော်လို့ရည်နေရတာပဲရှောက်ကြားတွေပဲပြောတတ်သလားမိန်းမတွေရောမပြောတတ်ဘူးလားကျွန်တော်မေးတော့လာတော့သားတယောက်ကပြောတတ်တယ်ပေါ့ဆရာကြီးဟာကျွန်တော်မိန်းမနဲ့ညံဖြစ်တော့ကြိတ်မောင်ပြောတတ်မင်းငါဘာကောင်မှတ်ငါတို့ယောက်ျားဆိုတာလေကားသုံးတစ်ဆင်လူပြိုဖြစ်တယ်ကွာလို့ပြောတတ်ကျွန်တော်မိန်းမချက်ချင်းပြန်ပြောတယ်ရှင်အမလေကားသုံးတစ်ဆင်နေအောင်မယ်ကျမတစ်ထက်မှဆင်းစရာမလိုအိမ်ပရင်းမောက်ကိုဖွင့်ပြီးတော့လက်ရခေါ်လိုက်ရင်အပြိုဖြစ်တယ်ဖြစ်နိုင်တာပဲသူကဆက်ပြောသေးတယ်ဆရာကြီးကျွန်တော်မိမအဲ့လိုပြောပြီးတဲ့နေရာစားပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်နာအကောင်တွေဘယ်မှမသွားတော့ပါဘူးပရင်းမောက်ကိုစောင့်ကြည့်နေကြတာလက်ရခေါ်ရင်ပြည့်တယ်မှာခမရတို့နဲ့ပြောရလဲရှိနေရတာပဲနော်လို့လာတော့သားတယောက်ကပြောတယ်ဟုတ်တယ်ဆရာကြီးကကျွန်တော်တို့ကကိုချင်းချင်းလည်းအဲ့လိုပြောပြီးတော့ရည်နေတာပဲရည်နေတော့ကြမ်းပါတယ်ဗျဆေးရုံဆေးကံမလိုက်ရဘူးတဲ့ဒီလူတွေသိတယ်နော်ရဲချင်းသည်စိတ်ဖိစီးမှုတွေပျောက်တယ်ကြမ်းမာစေတယ်ဒါကိုသိတယ်အဲ့တော့ကျွန်တော်တို့စီမှာဆရာဝန်တွေပါရောက်လာရင်မပြောဘူးခမရဘယ်ပြောမှလဲကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရည်နေကြသူစီဘယ်သူမှမသွားကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခမရသူရောက်ပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးတာသေသွားတယ်ခမရဟိုဒါမျိုးကတစ်ခါတလေဖြစ်တတ်ပါတယ်တဲ့ကျွန်တော်တို့ကပြဿနာမရှိပါဘူးနောက်9ရက်လောက်နေတော့နောက်တယောက်သွားပြီးဆေးထိုးရပြန်နေဆရာကြီးရဲ့သေတာပဲခမရဟို2ယောက်လောက်ကလည်းကာယမတော်ရင်ဇက်တိုက်ဖြစ်တတ်ပါတယ်ကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့နည်းနည်းကြောက်သွားတယ်ဗျာတလားလောက်ရှိတော့တယောက်ကသွားထိုးပြန်နေဆရာကြီးသေတာပါပဲဒါကြလည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်ရတယ်ဘယ်လိုတိုင်နှုံးဆိုတော့ဒီဆရာဝန်ကိုမြန်ပြောင်းရင်လည်းပြောင်းပေးပါပြောင်းမပေးနိုင်ရင်လည်းတင်ញိုင်းကုန်းကိုချဲ့ပေးပါအဲ့ဒါလှတော်သားတိုင်နဲ့နီးပါပဲသူအထက်လူကြီးကိုလည်းညာတာတယ်နီးလန်းနှစ်သွယ်တင်ပြတာကျွန်တော်မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျပြောင်းသွားတယ်ပေါ့ဆရာကြီးဟာတင်ញိုင်းကုန်းချဲ့ရတာခက်တယ်လေတဲ့အများကြီးပဲဗျသူတို့အဲ့လိုတွေပြောတတ်တယ်ကျွန်တော်တို့နဲ့ပြောရင်းနဲ့ဘေးပြီးကြည့်လိုက်တော့ဟိုသစ်ပင်လေးတွေကစိမ့်ဆိုးလို့လက်ခွက်ထဲမှာရေလေးတွေကဖွေးလို့ကျွန်တော်လှတော့ဆိုတော့အညာဒေသသူပြင်း6သွေးမှတ်နေတာအခုမြင်ရတော့ရေဘောပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေအကုန်သဘောကျတယ်ပြုံးလို့သူတို့ရွာချီးမွမ်းတာကိုလှတော့သားတယောက်ကပြောတယ်ဩဆရာကြီးကလည်းရေဘောချက်ကတော့စက်သုံးမှ2ခါရိုက်ရေထွက်တယ်ဆရာရဲ့ဒီလူတွေနော်ကျွန်တော်သိသဘောကျတယ်စာရေးဖို့ကောင်းတယ်ချက်တောင်ရွေးချယ်မှုရှိတယ်ချက်ဖလို့မပြောဘူးချက်ဖအကောင်ကြီးတယ်ခြေထောက်တုတ်တယ်ရရင်မတန်ဘူးမတန်တာမဟုတ်စိတ်ပါလက်ပါသိမရှိဘူးချက်မှပဲရှားနေတယ်ဒီကောင်ကချက်သုံးမှသာသမီဇောနဲ့ရင်ကလေးဖွင့်နေပြီးတင်းဆိုချတာအဲ့ဒါချက်ကိုသူတို့ရွေးချယ်တယ်တော်သားကျွန်တော်လည်းတော်သားသိတယ်ဟာတော်လိုက်တဲ့လူတွေအဲ့တော့ချက်သုံးမှ2ခါရဲ့ရေထွက်တယ်ဆရာရဲ့ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမင်းနဲ့စပါကလင်မဲချိုးနေတယ်သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့နီးပါရဲ့ဝက်လက်မြို့မတူဘူးခမ8မိုင်လောက်ပဲဝေးတယ်သူ့ကြတော့ရေရှားတယ်ခမအဝီစီတွင်းဆိုတဲ့အတိုင်းပဲဟိုးဒေဝရငယ်ရိပ်ပုံတူရတယ်အဝီစီရောက်သွား
ထွက်လာတဲ့ရေကလည်းဘာငံတယ်လည်းမမင်းနဲ့အတို့မြုပ်တာရှာထားပြီးတော့ငံပြာရေချက်เสียမလို့ဝက်လက်ကြတော့နှိမ့်နေကျွန်တော်သဘောကြတော့ရီးတယ်ကျွန်တော်နဲ့တူတူပါလာတဲ့ရွှေဘိုကစာပေဥက္ကဋ္ဌသူကလည်းကျွန်တော်နဲ့ရောနှောပြီးအာပါရရီးတယ်အဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိတယ်ဆရာကြီးတဲ့အဲ့ဒီရွှေဘိုသားတွေအကြောင်းလည်းပြောအောင်မယ်ဘလို့တွန့်သွားတယ်ဗျကျွန်တော်အားပေးပြောပါအဲ့ရွှေဘိုသားတွေကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လှတော်ကိုမော်တော်ကားကြီးနဲ့ဖြတ်သွားကြတာဆရာကြီးရဲ့ဘောလုံးဝဲပြီးည9 နာရီလောက်ကျတော့လှတော်ကိုဖြတ်ပြီးတော့ပြန်ရတယ်သူတို့နိုင်တဲ့ညဆိုရင်ဆရာကြီးရေတရွာလုံးဘယ်သူမှအိတ်လို့မရပွက်ပွက်ကိုညံလို့မေးစရာမလိုပါဘူးကျွန်တော်တို့ကသိပါတယ်ရွှေဘိုသားတွေဘောလုံးနိုင်လာပြီကွသူတို့ရှုံးနေညကြရင်တော့ဆရာကြီးရေဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးငြိမ်တိတ်လို့ကျွန်တော်ထင်တယ်လှတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတာထင်တယ်သူတို့မှကျွန်တော်ဖတ်မှန်တော့ငြိမ်လိုက်ပုံမြန်တရုပ်ဖော်တာရွှေဘိုသားမျက်နှာပြတ်သွားတယ်အဲ့ဒါကိုလှတော်သားတယောက်ကရိပ်မိပြန်တယ်ဒီလူတွေပါတယ်ဗျလူပါတယ်ဆရာကြီးကသူများသာပြောရတာပါကျွန်တော်တို့လှတော်အကောင်တွေလည်းမကောင်းပါဘူးရေအိမ်တွေတိုင်းငါးပယ်လုံးလို့သေးတောင်ပေါက်မထားရဲပါဘူးရွှေဘိုသားလည်းကျဉ်တ်သွားတယ်အများကြီးပဲပြောရင်လင်းအောင်ပြောလို့ရတယ်ထားလိုက်တော့ပြီးခဲ့တဲ့3 နှစ်ကတော့ကျွန်တော်ပင်လယ်ဘူးသွားတော့လှတော်ဖြတ်ရတယ်ကားခဏရက်စမ်းမအောင်ကွာစကားလေးတခွန်းရကျွန်တော်ကားပေါ်ဆင်းသွားတယ်ဖိုးကြီးတယောက်လမ်းဘေးမှာလမ်းကျိတ်ဆက်ကြီးတစ်ခုရှိတယ်ရက်ထားတယ်အဲ့ဒါယူကြည့်နေတယ်ကျွန်တော်စကားမရှိစကားရှာသွားမေးတယ်ဦးလေးဘာကြည့်နေတာတော့သူလှည့်ကြည့်ပြီးတော့ဒီလမ်းကျိတ်ဆက်ကြီးကိုကြည့်နေတာပါဗျာလမ်းကျိတ်ဆက်ကဘာများဆန်းလို့လဲဦးလေးဆန်းတယ်ဗျအဲ့ဒီလမ်းကျိတ်ဆက်ကဒီဟာဘောက်ကနောက်ကိုလှိမ့်လို့မရဘူးရှေ့ကိုတိုးလို့ပဲရတယ်လို့ပြောကြတယ်အဲ့ဒီဂီယာဘောက်ကိုဖြုတ်ငှားပြီးတော့စဘာစေးမှာတက်ချင်လို့စဘာစေးကနောက်ကြည့်လိမ့်နေတယ်ရှေ့ကိုမတိုးဘူးအဲ့ဒါလှတော်သားပဲကျွန်တော်သဘောကျတယ်ဒါနဲ့ဦးလေးအသက်ဘယ်လောက်ရှိပြီတော့မေးသူကနှလုံးကနန်းတောင်းနေထင်သွားလားမသိပါဘူးဗျာ89ပါဗျာအာလို့လည်းမရပါဘူးတဲ့အဲ့ဒီလူတွေလေအလွတ်ကိုမပေးဘူးကျွန်တော်သူ့ဓာတ်ပုံလေးရိုက်ပြီးတော့ယူလာခဲ့ပါတယ်ဒီเจ้าတွေကိုကျွန်တော်ရေးပါတယ်လူရှင်တော်ချစ်စရာဆိုသိရနော်ပူပူလေးအဲ့ဒီမှာသူတို့ဟောပေါ့ policy ကားတကားသွားရိုက်တယ်သွားရိုက်တော့ဒါရိုက်တာကပြောတယ်ရွာသားတွေလည်းပါမှာကိုပါမှာဆိုတော့အေးခင်ဗျားတို့ကျွန်တော်သေသေးချာချာလုပ်ကြနော်ဒါက policy ကဗျဒါရိုက်တာပြောတယ်အဲ့တော့ဒါရိုက်တာရဲ့တပည့်ကနေခင်ဗျားတို့က policy ကဆိုတော့သိမှာမဟုတ်ဘူးကျွန်တော်ရှင်းပြအောင်မယ်အဲ့လိုပြောလိုက်တော့လှတော်သားတယောက်ကပြောတယ်မရှင်းပါနဲ့တဲ့သိပါတယ်ဖော်လံဖားတဲ့ကမို့လားတဲ့ဒါရိုက်တာသူ့တပည့်ငါကင်လုပ်ဟုတ်တယ်ဖော်လံဖားတဲ့ကအဲ့ဒီမှာချစ်စရာကထမင်းစားရင်းနဲ့သူ့ဖက်နှက်ကလေးပျောက်သွားတယ်ထမင်းစားပြီးထွက်လာတော့ချစ်စရာပြောတယ်ဟောကျွန်တော်ဖက်နှက်လေးဒီနားချွတ်ထားတာပျောက်သွားတယ်ဗျအဲ့ဒီမှာလှတော်သားတယောက်ရှိတယ်အဲ့လှတော်သားပြောတယ်ခမည်းဖက်နှက်ပျောက်ရင်တော့ကျွန်တော်တို့လှတော်ကဘယ်သူမှခိုးမှာမဟုတ်ဘူးတဲ့မနှဲလေးပဲခိုးမှာပဲလူရှင်တော်ချစ်စရာသဘောကျလို့ဖက်နှက်တောင်မရှာတော့ပါဘူးအဲ့ဒါလေးတွေကိုဗျာကျွန်တော်တို့ကိုလေးစားလို့လှတော်သားနဲ့စကားအလင်ကစောက်ကလေးတော့ရေးပါတယ်ချစ်ခင်စရာကောင်းပါတယ်ဟောပြောပွဲသွားရင်းနဲ့ရလေအတွေ့အကြုံကလေးပါပဲလူတွေကိုပြောချင်ပါတယ်မိမိကိုယ်ကိုမြင့်တင်ပါလို့စာချက်သူတွေပြောချင်ပါတယ်
ဒီဓမ္မယုံကြီးနဲ့ပြည့်လာရောက်ပြီးတော့နားထောင်ကြတဲ့စာချက်သူတွေတစုံတရာတော့ကောင်းကျိုးရမှာပဲကွဒီလိုသိမြင်ယူဆပြီးတော့လာကြတယ်လို့နားလည်ပါတယ်ကျွန်တော်တို့နိုင်ငံမှာစာပေဟောပြောပွဲတွေရှိတယ်အဲ့ဒါစာကိုနားနဲ့ဖတ်တာပါပဲစာရေးဆရာတွေကသူတို့ဖတ်ထားတဲ့စာတွေအများကြီးပဲသူတို့ဘဝအတွေ့အကြုံတွေသူတို့ရဲ့ဆင်ញံလုံးတရားတွေအဲ့ဓာတွေကိုဒီမှာပါဇက်နဲ့ပြောတာစာရေးပြတယ်လို့ပြောတာပါပဲကောင်းနိုးရာရာတွေကောင်းကျိုးရှိမယ်ထင်တာတွေပြောတာပါပဲအဲ့ဓာတွေကိုနားထောင်ရတော့စာမဖတ်ရင်တောင်မှစာအများကြီးဖတ်တယ်လို့ပဲတထိုင်တည်းနဲ့ရတယ်သို့သောစာချက်သူများကိုလေးစားစွာနဲ့ပြောချင်ပါတယ်ကျွန်တော်တိုင်းပြည်ကျွန်တော်တို့နိုင်ငံတိုးတက်စေချင်လွန်းလို့ပါဗျာမြင့်ကျင်လွန်းလို့ပါမြန်မြန်ကြီးကိုမြင့်ကျင်လို့ပါကျွန်တော်တို့နောက်ကျခဲ့ပြီနှစ်တည်ကြာလာပါအလင်းအမြန်ခုံပြီးတော့မြင့်ကျင်နေအဲ့လိုမြင့်မို့ဆိုရင်ဘာလို့တလဲကျွန်တော်တို့လူတွေမြန်ရည်တွေမြင့်ရလိမ့်မယ်အသည့်တွေမြင့်ရလိမ့်မယ်တေချာပေါ့လူတွေရဲ့အသည့်မြင့်မို့ဆိုရင်စာတွေဖတ်ကြပါစာပေဟောပြောပွဲတွေနားထောင်ရင်းနဲ့အဲ့ဒီရတဲ့အသည့်တွေနဲ့တဲကောင်းမှလားကွဟောပြောပွဲကနေတိုင်းမရှိဘူးကွနေတိုင်းကိုယ်အသည့်ကိုမြင့်အောင်မြင့်နိုင်တာကတော့စာဖတ်ရင်မြင့်နိုင်တယ်နေတိုင်းမြင့်လို့ရတယ်တနေ့ကိုစာတစ်မျက်နှာပြီးရင်တစ်မျက်နှာဘူးမြင့်တက်လိမ့်မယ်တစ်လကိုစာတုပ်ပြီးရင်တဥစ္စာမြင့်တက်လိမ့်မယ်နော်တစ်လကိုစာတုပ်ပြီးရင်တဥစ္စာမြင့်တက်လိမ့်မယ်နောက်တော့3ရက်တုပ်ပြီးရင်တစ်လကို10ဦးပြီးလိမ့်မယ်အဲ့လိုနီးနဲ့စာအုပ်90တရားဖတ်ပြီးရင်လူတယောက်ကအသည့်အမြင်ဆင်ញံုံတရားအလိမ္မာတရားတွေအများကြီးမြင့်သွားလိမ့်မယ်အဲ့လိုလူတွေကိုလိမ်ဖို့ညာဖို့မလွယ်ဘူးမဟုတ်ရင်ကျွန်တော်တို့ကလိန်လို့ညာလို့သိလွယ်တာပဲအပေါ်စားလူလိန်နေတောင်မှကျွန်တော်တို့ကိုလိန်သွားမှာပဲမင်္ဂလာတုံမှာပြင်းမဲ့ဈေးရန်လေးရှိတယ်အဲ့ဒီမှာလူတယောက်ကမွေလံမယ်ပြဆေးရောက်နေတယ်သူ BBI ကမွေဈေးနာမည်ကြီးတာတခြားဟုတ်ပါရောလားသူကကချင်ပြည်နယ်ကတဲ့ရွက်တီခူးလာပြီးတော့သွင်းတာအဲ့ဒီဟာကို BBI ကဆေးဖော်တာဒါကြောင့်မို့လို့အဲ့ဒီ BBI ဆေးကနာမည်ကြီးနေတာပေါ့ဟာကျွန်တော်ကလည်းတွားရင်လာရင်နဲ့ရက်ပြီးတော့နားထောင်ဒီကောင်မရိုင်းလာပါလားရေးယူလို့ရတယ် BBI မွေဆေးကဘယ်သေးရမှမပါဘူးမွေစိတ်ကနေပြီးတော့အစင်းစင်းရင်ပါအောင်လုပ်ပြီးတော့မှဆေးဖြစ်နေဖော်ဆက်ရတာအဲ့ဒါကိုသူကသိရွက်တည်နဲ့လုပ်တယ်အဲ့ဒီသိရွက်ကိုဘယ်လိုရဟိုးကချင်ပြည်နယ်မှာကချင်ကြီးလင်မယားတောင်ရသွားခုတ်နေနဲ့မွေစိုးတကောင်ကကချင်မကြီးကိုခြေပမိုးပေါက်အစွဲရနှစ်ခုပေါက်သွားတော့ကချင်မကြီးဘိုင်းကနေလဲကြသေကိုသွားတာငါမိမကိုပေါက်တတ်တဲ့မွေနင်လည်းသေပြီးတော့ကချင်ကြီးတောင်ရတာနဲ့ခုတ်ထပ်ပိုင်းပြတ်ထွက်သွားတယ်မွေကြီးလည်းသေအဲ့လိုတော့နောက်ထပ်မွေတစ်ကောင်ဆော့လာတယ်နောက်လာတဲ့ကောင်ကမွေဒီတဲ့ပထမသေသွားတာမွေမတဲ့သူပြောတာပဲဘယ်လိုလုတ်ခွဲတော့မသိဘူးလာပြန်ပြီတကောင်မင်းလည်းသေပြီးတော့ခုတ်မယ်လို့တော့အဲ့ဒီမွေကပြန်ဝင်သွားတယ်ကြောက်တယ်ဒီကောင်ပြေးပြီလို့ထင်တာမဟုတ်ဘူးတဲ့ခဏနေတော့သိရွက်ချီပြီးတော့ပြန်လာတယ်။အော်ထူးဆန်းပါလား။ဘာလို့မလို့ပါလိမ့်ကချင်ကြီးကမခုတ်ဘူးကြည်နေတယ်။ထပ်ပိုင်းပြတ်သွားတဲ့မွေကချင်ဓာတ်နဲ့ခုတ်တာဗျ။နော်ပြတ်တယ်ဆိုတာလွန့်ထွက်သွားမှာမွေကပြိုင်ငင်လေးနေတာမဟုတ်ဘူးဗျ။နော်ခုံပေါက်လွန့်ထွက်သွားတာလူလွန့်ပြီးတော့မသိခင်ကိုတော်တော်ခုံးနေအောင်မှာဘယ်တော့ဝေးရောက်သွားတယ်မသိဘူးမဝေးတောင်မှခလန်းလန်းတော့ဖြစ်မှာပဲအဲ့ဒါကိုနောက်လာတဲ့မွေဒီက
အဲ့ဒီပြတ်သွားတဲ့မွေမကိုတိတ်ပြီးတော့ဆက်တယ်စဉ်းစားအဲ့ဒီကောင်လက်လဲမပါဘူးလက်ပါတဲ့လူတော်မှချောကြီးမွေကိုတိတ်ဆက်ဖို့မလွယ်ဘူးတိတ်ဆက်ပြီးတော့တိုက်လာတဲ့တိရွက်ကလေးနဲ့အဆက်နေရာကိုပုတ်တယ်အမာရွတ်တော်မကြံဘူးအသက်ပြန်ရှင်သွားတယ်မွေနှကောင်ဆော့တော်တယ်ဝင်သွားဟာဒီတိရွက်တည်းစွန့်မလားကချင်ကြီးကအဲ့ဒီတိရွက်ကိုကောက်ယူသေသွားတယ်သူမိမချီပမိုးကိုပုတ်တယ်အမာရွတ်တော်မကြံဘူးမိမထထိုင်နေအဲ့ဒီတိရွက်တွေကိုကျွန်တော်သွင်းတာပဲအခုကျွန်တော်မှနည်းနည်းတော့ပါတယ်ဥရလူရမယ်တစ်ခါသုံးကို200နောက်ကြရင်မရဘူးကျွန်တော်ထင်တယ်လေတစ်စက်မှယုတ်တိမရှိဘူးအပေါ်စားညံဖြင်းတဲ့လိန်ညာနီးပဲဘယ်သူမှဝယ်မှာမဟုတ်ဘူးအောင်းမင်းအလူရက်ဝယ်ကြတယ်အလူရက်ဝယ်ကြတယ်နည်းနည်းပဲပါတယ်ဥရလူရမယ်ဆိုတာကုန်လည်းမသွားပါဘူးဟိုးရင်လေးစရာကောင်းလိုက်တာကျွန်တော်စိတ်ထဲမှာပင်မဆင်းရဲတယ်ဟောငါတို့လူတွေလိန်လို့ညာလို့လွယ်လာကြည်လားဒီတိုင်းပြည်ဘယ်လိုလုပ်ရပါမလဲသိရင်လေးစရာကောင်းပါလေရွာတရွာမှာမိမတယောက်ကလူကုန်ကူးလို့ရွာရဲ့သမီးပြိုကလေးတွေကိုလာပြီးတော့ခေါ်နေပြီဟိုးဘက်ကန်းရောက်လို့ရှိရင်တလကိုလက9သိန်းရမယ်ဘယ်လိုဝတ်ရမှာဘယ်လိုစားရမှာဆိုင်ကြီးတွေမှာလုံးရမှာမိဘကိုလစဉ်3သိန်းပို့နိုင်တယ်နေချင်းညချင်းချမ်းသာသွားလိမ့်မယ်ပြောတယ်မစားရဝကမန်းအဲ့ဒီမှာမိန်းကလေး3ယောက်ကလိုက်ညီတို့3ယောက်ထဲတော့နဲသေးတယ်10ယောက်လောက်လိုချင်တယ်ညီတို့တငယ်ချင်းတွေပြောမလေးတိန်တဆင်းလိုက်ပြော9ယောက်ရပြီနှုတ်တော့3ရက်လောက်စီအောင်တော့9ယောက်ရပြီဟာပါကုန်ပြီ10ယောက်မရသေးလို့အဲ့ဒါဟိုဘက်ကန်းရောက်ရင်ဒုက္ခရောက်တော့မင်းကျွန်တော်ကမြဝတီကိုသွားဟောရတော့အဲ့ဒီလိုပဲမိန်းကလေးတွေမော်တော်ကားနဲ့တင်လာတယ်ရှင်လေးစရာကောင်းလိုက်တာစကတ်ကလေးတွေနဲ့ဘောင်းမီတိုလေးတွေနဲ့ပြန်လို့ဝတ်လို့ဆင်းလို့မြူလို့ပြောရလို့ပြောနေလိုက်ကြတာဒုက္ခရောက်ခါနီးကလေးမှာပြောနေကြတာတရားဘောကမကူရဘူးချောင်းကိုဖြတ်ရတယ်သူတို့ချောင်းထဲမှာအများကြီးပဲဖြတ်နေကြတယ်ချောင်းတစ်ဖက်ကန်းကိုရောက်တာနဲ့ဒီကသွားတော့ကတော့တရွာတည်းက9ယောက်ပေါ့ချောင်းကိုပဲရောက်တာနဲ့သူ့လူနဲ့သူခွဲသွားလိုက်တာဟိုဘက်ကျတော့ပြန်စုံမှာပေါ့လို့ပြောတယ်တစ်လုံးမစုံတော့ပါဘူးချောလာမင်းကလေးကအဲ့ဒီတောထဲမှာအရင်ဆုံးအပြိုကြီးပြက်ရှာပါတယ်ကျန်တဲ့မင်းကလေးတွေကဟိုဘက်မှာပြည်တစားတန်းမှာရောင်းစားပါတယ်တယောက်တလေအသက်ဆွန့်ပြီးတော့ထွက်ပြေးမိလို့ကတော့သေကောင်ပေါင်းလဲနှိမ့်ဆက်ခံရတယ်ကံကောင်းလို့လွတ်သွားတဲ့ကလေးမကရဲကိုတိုင်းထိုင်းရဲနဲ့မြန်မာရဲနဲ့ဆက် operation လုပ်ပြီးတော့အဲ့ဒီနေရာတွေဝင်စီးရတယ်အဲ့တော့မြန်မာမင်းကလေးတွေအဲ့လိုနီးနဲ့ပြန်ကယ်ရတယ်ကယ်လို့ကိုယ့်ရွာကိုပြန်ရောက်တော့ဒီကလေးတွေမှာ HIV ပိုးတွေပါလာပါပြီကိုယ့်ရွာကအပြစ်မဲ့တဲ့ရွာသားကလေးတွေနဲ့အိမ်အောင်ကြဟိုကောင်နေရင်ထိုင်ရင်နဲ့ HIV တွေရငါနဲ့မဆိုင်ဘူးလို့ကြည့်မနေကြပါနဲ့တရွာလုံးနဲ့ဆိုင်နေအဲ့ဒီရွာမှာစာဖတ်တဲ့လူငယ်တယောက်သာရှိကြည့်အဲ့ဒီမိန်းမကိုခမည်းပဲရဘာလို့ဖို့လို့ဒီကလေးတွေခေါ်မှာခမည်းမှာမှတ်ပုံတင်ပါသလားရွာလူကြီးအိမ်လိုက်ခဲ့အဲ့ဒီလိုပြောမဲ့လူငယ်တယောက်တွေ့ပြီဆိုတာနဲ့အဲ့ဒီမိန်းမကြက်ပြောက်ငှက်ပြောက်ပျောက်သွားပါလိမ့်မယ်ကျွန်တော်တို့တေဝါလုံးကဘာမှမသိရွာလူကြီးတွေလည်းကြည့်နေတယ်မသိဘူးရင်လေးစရာဘယ်လောက်မြန်ကောင်းလိုက်တယ်လဲစာဖတ်ရင်ဒီလိုမခံရဘူး
စာမဖတ်ရင်အလိညာမျိုးမျိုးခံရမယ်စာဆိုမျိုးမျိုးဖတ်ကျွန်တော်ကဘုရုံးကဒီဘိုးချုပ်ဈေးရှိဘက်နားမှာလေယာပြင်ဈေးဆိုတာရှိတယ်အဲ့လေယာပြင်ဈေးထဲမှာမျက်လှည့်ပြနေပြန်နေကျွန်တော်လည်းအဲ့ဒါမျိုးကိုဝါသနာပါတယ်ကျွန်တော်သွားရက်ကြည့်တယ်ဟန်ကြတယ်ကျွန်တော်အရက်ကရှည်တော့နောက်ကနေကြည့်ရင်လည်းအကုန်မြင်ရတယ်အဲ့ဒီမှာကလေးတယောက်ကိုပြိဿတဲ့ရွေးထုတ်တော့သူကခေါ်တာပါတယောက်တော့လာပါဘယ်မှမထတော့အဲ့ကောင်လေးတယောက်ထလာအေးဟန်ကြတယ်ငါညီလာရတကယ်တော့သူ့လူပါပဲအလံရှူးပါပဲသူထဲထားတာအဲ့တော့မင်းကငါစိတ်ညှို့မယ်မျက်လုံးကိုအဝတ်နဲ့ကြီးနဲ့စီးထက်ပတ်ပြီးစီးဘာမှမမြင်ရတော့ပါမတရက်ရက်နေငါညီနောက်ကနေပြီးတော့နောက်စီကိုကြည့်ပြီးတော့စိတ်ညှို့တယ်မကြဘူးပါဘူးဗျာနောက်စီကိုကြည့်ပြီးစိတ်ညှို့ရတယ်ဆိုမရှိပါဘူးစိတ်ညှို့တယ်ဆိုမျက်လုံးကိုကြည့်ပြီးညှို့ရတာနောက်စီကြည့်ပြီးညှို့ရနေဟိုကောင်ကဘိုင်းနဲ့ပြက်လဲမှာပေါ်သူ့လူပဲအဲ့မှာသူကနောက်ကနေဖမ်းထားတယ်အေးစိတ်ညှို့လို့ရပြီအခုချိန်ကစပြီးတော့ငါမြင်တာတွေကိုမင်းကုန်မြင်ရမယ်ကျွန်တော်စိတ်ဝင်စားတယ်ဘာလို့လဲကြည့်အဲ့လူကကောင်းငင်မော့ကြည့်ကဲအခုကောင်းငင်မှာငါဘယ်နှကောင်ရှိလဲကွအကုန်လုံးမော့ကြည့်ကြတယ်ဟိုကောင်မော့မကြည့်ပါဘူးမျက်နှာလဲဝစီထားသည်ငုံရကပဲနှစ်ကောင်ဟောကနေလက်ခုပ်တီးတယ်ကျွန်တော်လည်းတီးတယ်ဟာကောင်းလိုက်တာဘယ်လိုလုပ်လိုက်မှမသိဟိုကောင်မမြင်ရဘဲနဲ့နှစ်ကောင်လို့ပြောတယ်မော့ကြည့်အေးဒီတစ်ခါဘယ်နှကောင်လဲကွဟိုကောင်ကစဉ်းစားပြီးမှတကောင်ဟာကျွန်တော်တို့လက်ခုပ်တီးရပြန်ပြီအဲ့ဒီငှက်ကဘယ်ကိုပြန်သွားတာလဲကွတောင်ရက်ကိုပြန်သွားတယ်တီအောင်လက်ခုပ်ဟုတ်တယ်ဗျာကြီးကန်းကတောင်ကိုပြန်သွားတယ်ဒီကောင်မမြင်ဘဲနဲ့ကုန်သိအဲ့ဒီကောင်ရဲ့နောက်ဘက်မှာရှိတဲ့မိမတယောက်ကိုလက်ညှိုးထိုးပြတယ်သူကဘာထူးကြလဲကွဟိုကောင်ကဟိုဘက်မှာလှည့်နေတာဝတ်နဲ့လက်စီထားသေးအဲ့ဒီကောင်ပြောတယ်မျက်မှန်ပါတယ်ကျွန်တော်တို့မှလက်ခုပ်တီးနေရတာဟုတ်တယ်ဗျာမျက်မှန်ပါတယ်ခဏနေတော့ဒီလူလက်မှာဘာရှိတယ်လဲကွစီးကလက်ရှိတယ်အကုန်မှန်နေဗျာအဲ့မှာမျက်လက်ဆရာကပြောတယ်သိကျင်သလားသိကျင်နှစ်ချက်ဟာသူကတော့မဆိုးဘူးပညာကိုရောင်းစားတာတလက်မလောက်ရှိပါတယ်ဗျာရှေ့လေးဆာရွက်ကလေးရောင်းတာကျွန်တော်လည်းသိကျင်တာနဲ့နှစ်ချက်ပေးခဲ့ရအဲ့တော့နှစ်ချက်ကအတော်တန်ပါတယ်အဲ့နှစ်ချက်ပေးခဲ့အဲ့ဒါလေးကျွန်တော်ဖတ်ကြည့်ဟာလွယ်လေးဗျာသိတော့လေလွယ်လေးကဲအခုငှက်ဘယ်နှကောင်လဲဟဲ့ကဲတို့ကိုင်းတို့ကကြီးနဲ့စရင်အဲ့ဒါနှစ်ပဲနှစ်ကောင်ဒီနေ့ကျွန်တော်တို့ဟိုချဲထိုးနေတဲ့နှလုံးထိုးနေတဲ့ကောင်နေဒါမြန်ကျွမ်းပါအေးအခုကဘယ်နှကောင်လဲကွအေးဆိုတော့တကောင်ဒီငှက်ကဘယ်ကိုပြန်သွားတာလဲကွအဲ့လိုမင်းရင်တော့တဲ့မင်းကဘာမှစဉ်းစားမနေနဲ့တောင်ရက်ကိုပြန်နေတာပြောလိုက်တော့ငါကအဲ့ဒီငှက်တောင်ရက်ကိုပြန်မှမေးမှာမြောက်ပြန်ရင်မမေးဘူးဘုကောင်အပိုင်မယ်သူကဘာထူးခြားသလဲကွလို့မေးမျက်မှန်ပါတယ်လို့သာဖြေလိုက်မျက်မှန်မပါတဲ့လူကငါမပြဘူးကွသူတို့ချင်းချင်းညှိထားတာဒီလူလက်မှာဘာရှိသလဲစီးကလက်ရှိတဲ့လူကိုလိုက်ရှာရတာအဲ့လူတွေ့မှသူကမေးတာနှစ်ချက်တန်းတာဗျာတန်းအဲ့ဒါကိုဘိုးတော်ဘွားတော်တွေအဲ့လိုလိန်စားနေတာရှိတယ်ကျွန်တော်မိတ်ဆွေတယောက်ပတ်စံတက်နိုင်တယ်သိတယ်နှစ်ဖြင့်က10နာရီလာခဲ့ဘိုးတော်ကချိန်ထားတယ်သွားတဲ့ခါကျတော့1 2 3 4 5 6 9 10 9စပွဲပေါ်မှာကဏ္ဍကိုလုံးရေးထားတယ်ကဲကိုမြင့်အဲ့ဒီကဏ္ဍကိုလုံးနဲ့ခမားကြိုက်တဲ့ကဏ္ဍကိုရွေးလိုက်နေမရွေးခင်ခမားကိုပညာပြ
စာရွက်ကလေးတစ်ရက်ယူလိုက်ပြီးတော့ဘိုးတော်ကရေးတယ်စာလေးရေးပြီးတော့ခမညာရွေးမဲ့ကနန်းကိုကျွန်တော်ကြိုရေးထားမယ်ရေးပြီးပြီရှေ့ကသူစပွဲအန်ဆွဲတဲ့ကိုထည့်လိုက်ကဲကိုလူရွေးတော့ဟိုလူကကိုကနန်းကိုထောက်တယ်ဘိုးတော်ကပြုံးပြီးတော့ကြော့ကြည့်တော့ပေးလိုက်တယ်ကိုမြင့်ကိုကနန်းကိုရွေးလိုက်မည်ဟုကြိုတင်ဟောကိန်းထုတ်ထားသည်ဟာဟိုလူကြည့်ချက်ကိုအားသင့်တာမရေးခင်ကလေးကသူကြိုရွေးထားတာဟိုကောင်ဘာရွေးအမှန်းတော့မသိသေးဘူးအဲ့တော့ဘုရားပြောတယ်ကောင်းလားဘိုးတော်မကောင်းဘူးဒုက္ခရောက်မယ်ကိမ့်မယ်စိတ်မကောင်းဘူးအဲ့ဒီမှာဓာတ်ရိုက်ဓာတ်စင်နေခိုင်းတော့တာပဲ9000ကုန်သွားပါတယ်တကယ်ကတော့အဲ့ဒီအန်ဆွဲထဲမှာကိုမြင့်တိကနန်းကိုရွေးလိုက်မြူကြိုတင်ဟောကိန်းထုတ်ထားသည်အဲ့ဒီစာရွက်ရှိတယ်နှစ်ကနန်းကိုရွေးလိုက်မြူသုံးကနန်းကိုရွေးလိုက်မြူကိုမျိုးစလုံးရေးထားတာဘယ်ဟာရွေးအခုနထဲတာကောင်းမဟုတ်ဘူးသူအစင်းသင်းရှိပြီးသားတက်ကနေကိုထိသူရွေးတဲ့ကောင်ကိုကောက်ထုတ်ပေးတာပဲလိန်ညာနီးတွေပါပဲအဲ့တော့စာတွေကိုအများကြီးဖိုက်သိတယ်ပါဇက်ဟာယဥမတိမြင်နေပါဏတ္တပြောတာအပွေးမြင်အပင်သိတယ်အသွေးမြင်အသွင်သိတယ်နော်ပုံတရံနဲ့အတွင်သရုပ်ခွဲခြားပြီးတော့ကြည်နိုင်တယ်ဆက်ပြီးတော့သိနိုင်တယ်အဲ့ဓာတွေကဉာဏ်ပညာတွေပဲစာတွေအများကြီးဖိုက်အဲ့ဒီလိုသိနိုင်ပါတယ်လူတွေကိုပြောချင်ပါတယ်မိမိကိုယ်ကိုမြင့်အောင်မြင့်ညာစမ်းပါစာတွေကိုအများကြီးဖတ်ကြစမ်းပါအရင်ကလည်းဖတ်နေပါလိမ့်မယ်အခုလည်းဆက်ပြီးတော့စားတဲ့တဘိုးတိုးပြီးတော့ဖတ်ကြပါနေ့စဉ်နဲ့အမျှမြင့်တဲ့မြင့်လာပါလိမ့်နောက်တစ်မျိုးကကိုမြင့်ခြင်းစာဖတ်ခြင်းနဲ့မြင့်တင်ပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်တင်ပါမစ္စာရီဖတ်ရင်တော်မှာပေါ့စိတ်ကောင်းမရှိရင်တော်ပြီမဲ့လို့မမြင့်ပါဘူးတော်ပြီးတော့အချင်းမကောင်းရင်အဲ့ဒီလူတွေကလောကအတွက်ကောင်းကျိုးမရှိအန္တရာယ်တောင်ပေးနိုင်ပါတယ်လူတိုင်းကိုပြောချင်ပါတယ်စိတ်ကောင်းရှိပါကိုယ်တူချင်းဘဝအတွက်လည်းစိတ်ကောင်းရှိရင်မြင့်မားပါလိမ့်မယ်လူတိုင်းကချစ်ခင်လိမ့်မယ်ယုံကြည်လိမ့်မယ်လေးစားလိမ့်မယ်အားကိုးလိမ့်မယ်အဲ့ဒီခါမှာမင်းဘာလို့အောင်မြင်လိမ့်မယ်ရောက်တဲ့နေရာမှာစိတ်ချမ်းသာလိမ့်မယ်ပျော်ရွှင်လိမ့်မယ်ကောင်းတဲ့စိတ်ကလေးထားကြည့်လောဘဒေါသမာနမကြည့်နဲ့သူများကိုကူညီပါစောင့်ရှောက်ပါလှူဒန်းပေးကမ်းပါစိတ်ကောင်းကလေးရှိလွယ်ကလေးပဲဆိုပါစို့ဒီနေရာမှာဝင်ပေါက်ကလေးတစ်ပေါက်ရှိတယ်ကိုကလည်းလာတယ်သူကလည်းဟိုဘက်ကလာတယ်သူကခြေလန်းတလန်းဥနေတယ်အဲ့ဒါကိုလှမ်းကြည့်ပြီးတော့ကိုကသူ့ရဲ့ဥအောင်တုတ်ချေတင်လိုက်တယ်ဟိုလူမြင်နေအဲ့တော့တဲ့သွားတိုးတဲ့ခါမှာဟိုလူကမကျင်တတ်တဲ့မျက်စိနဲ့ကြည့်ကိုကအတင်းစွတ်တိုးဝင်သွားတယ်ဒီနေ့ညနေပဲကျွန်တော်ဝိတိုရိယဆေးရုံကိုသွားကျွန်တော်ဆေးသွားဆက်ရစစ်တဲ့ခါကျတော့ကျွန်တော်ကားကဆေးရုံအဝင်လမ်းကိုရောက်ကျွန်တော်တို့ကမိန်လမ်းပေါ်ကအဲ့ဒါကိုဝင်လိုက်တော့ရှင်းလေးပါပဲကားလဲရှင်းလို့ဝင်လာဟိုဘက်ကထွက်မလို့လုပ်တဲ့ကားကကျွန်တော်တို့ကားဖြတ်ကွေးမှာထွက်ချင်းအချိန်ပြင်းစွာမောင်းပြီးတော့ကျွန်တော်တို့ကားရဲ့နဘေးကိုဝင်တိုက်မဲ့ပုံမျိုးနဲ့ကိုမောင်းတာပဲရက်ကျွန်တော်တပည့်ရက်ပေးလိုက်ပါတယ်ဩလူတွေစိတ်ထားလေညံ့လိုက်တာစိတ်မကောင်းပါဘူးကျွန်တော်သူ့အတွက်စိတ်မကောင်းပါဘူး तू ကဥနေရင်လဲထားပါတော့ဥလည်းမဥ
ရှင်းလို့ဖြတ်နေတဲ့ကားကိုအတင်းအရမလူတာလူကျွန်တော်တို့ကလည်းမခံကျင်စိတ်နဲ့လူတယ်ကွာဆိုတော့တိုက်မှာပါပဲတိုက်မှာဘာဖြစ်လို့များလူတွေရဲ့စိတ်ဓာတ်တွေအဲ့လောက်ညံ့နေကြတာတော့အဲ့ဒီကောင်ကိုယ်ပိုင်ကကောင်းစားကြီးစီးနေတာပဲချမ်းသာပါလိမ့်ဆင်းရဲတာမွဲတေတာစိတ်ဓာတ်ပဲစိတ်ဓာတ်ပဲကုန်တိုက်ကြီးတွေမှာဈေးဝယ်တယ်ငွေရှင်းကောင်တာမှာအလူရဲ့ဝင်တိုးတယ်ပေးလိုက်စမ်းမှာ तू ကတဲလောက်ဖြစ်နေတယ်သူတင်ကိုတင်တိုးရင်ရတာတောင်မှကိုကရက်ပြီးတော့ပေးလိုက်ပါသွားပါအဲ့လိုပေးလိုက်တာနဲ့အဲ့ဒီလူကလှည့်ကြည့်ပြီးတော့ပြုံးပြပါလိမ့်မယ်ဟောသူ့ကိုဦးစားပေးလိုက်တာကိုညတာပါပဲရဲ့ပြုံးလိုက်တစ်ဖက်သားပြုံးသွားရတယ်ဆိုရင်ဘလောက်မြန်ကောင်းလိုက်တယ်လေဗျာဒါလေးကပတ်စံတပြားမှမကုန်မဲနဲ့ကြီးကျယ်သောကုသိုလ်တွေပါပဲအဲ့ဒီလိုစိတ်ထားမျိုးကိုကျင်သားကြရင်မင်းဘယ်နာသွားရှင်ပြေလိမ့်မယ်မြို့တစ်မြို့အဝင်မှာဈေးဆိုင်လေးတစ်ဆိုင်ရှိတယ်တဲ့ဈေးဆိုင်မှာလည်းတယောက်ဈေးရောက်နေလူတယောက်ကအဲ့ဒီမြို့ကိုပြောင်းလာရဈေးဆိုင်ကလေးဝင်မေးမင်းကလေးရဲ့ဦးကဟိုဘက်မြို့တစ်မြို့ကနေဒီကိုပြောင်းလာဒီမြို့ကလူတွေကစိတ်ရင်းကောင်းကြရဲ့လားကွယ်ပေါင်းလို့သင်လို့ဆင်းပြေးပါမလားမေးဈေးဆိုင်မှာလေးကပြန်မေးဦးလေးပြောင်းလာခဲ့တဲ့မြို့ကလူတွေရောစိတ်ရင်းကောင်းရဲ့လားပေါင်းလို့သင်လို့ဆင်းပြေးခဲ့ရဲ့လားမေးအဲ့ဒီလူကြီးကပြန်ပြောတယ်ဟိုးတယောက်မှစိတ်ရင်းမကောင်းအလကားလူတွေသိရုပ်မာတဲ့လူတွေအဲ့ဒီလူတွေနဲ့ကိုမနေခြင်းလို့ပေါင်းလို့သင်လို့မကောင်းလို့ဦးကဒီမြို့ကိုပြောင်းလာဒီလူတွေစိတ်ပြက်လွန်းလို့မင်းကလေးကပြောတယ်စိတ်မကောင်းပါဘူးဦးလေးရဲ့ဒီမြို့ကြရင်လေအဲ့လိုလူတွေပဲဦးလေးတွေ့ရမှာပါညင်ညူပြီးမြို့ထဲဝင်သွားနောက်တစ်လားလောက်ကြာတော့လူတယောက်လာပြန်တယ်အဲ့ဈေးသည်လေးကိုပဲမေးပြန်မင်းကလေးရဲ့ဦးကဒီမြို့ကိုပြောင်းလာရဒီမြို့ကလူတွေကစိတ်ရင်းကောင်းကြရဲ့လားပေါင်းလို့သင်လို့ဆင်းပြေးပါမလားရှင်းဤတူပဲမေးပြန်တယ်ဉာဏ်ပညာရှိတဲ့ဈေးသည်မလေးကပြန်မေးဦးလေးကိုမေးပြရစေဦးလေးပြောင်းလာတဲ့မြို့ကလူတွေကစိတ်ရင်းကောင်းရဲ့လားပေါင်းလို့သင်လို့ဆင်ပြေရဲ့လားအဲ့လူကပြန်ပြောတယ်ဟိုးသိစိတ်ရင်းကောင်းကြတယ်မင်းကလေးရဲ့ပေါင်းလို့သင်လို့အလွန်ဆင်ပြေပါတယ်ဗျာဒီလူတွေကချစ်စရာကောင်းတယ်ဗျာကျုပ်မပြောင်းညင်ပါဘူးဗျာလုပ်ငန်းတာဝန်ရပြောင်းလာတာပါဗျဈေးသည်မလေးကပြန်ပြောတယ်စိတ်မကောင်းမရှိပါနဲ့ဦးလေးရဲ့ဒီမျိုးကလူတွေလည်းဦးလေးတွေ့ပါလိမ့်မယ်စိတ်ရင်းကောင်းကြပါတယ်ပေါင်းလို့သင်လို့အဆင်ပြေပါလိမ့်မယ်တိတ်ကိုနဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိပါတယ်အဓိပ္ပာယ်ကတော့မင်းပေါ်မှာမူတည်ပါတယ်မင်းကရောက်တဲ့နေရာမှာဘယ်သူကမှအကောင်းမမြင်ဘူးဘယ်သူနဲ့မှမတည့်ဘူးလူတကာနဲ့ရံဖြစ်နောက်တစ်မျိုးပြောင်းလဲမင်းအဲ့လိုပဲတွေ့မှာပဲမင်းကလူတွေကိုကူညီတယ်ချစ်ခင်တယ်လူတန်းပေးကမ်းတယ်လူတွေကမင်းကိုချစ်မှာပေါ့ဘယ်မျိုးရောက်စိတ်ကောင်းရှိတဲ့လူဟာလူကောင်းနေနဲ့တွေ့ရတယ်ဆိုတော့အဲ့ဒါပါပဲလူတွေစိတ်ကောင်းနှလုံးကောင်းရှိပါလို့ပြောချင်တယ်ကျွန်တော်ကမင်္ဂလာတုံမှာနေတယ်ဟိုးရောက်လမ်းမှာယုံတဲ့ရတယ်လက်ထောက်ညွန်ကြားမှုဖြစ်တဲ့အထိကျွန်တော်တို့ကမော်တော်ကားမရပါဘူးဘတ်ကားတိုးစီရတယ်ကိုတိုးတက်တဲ့လူဒန်းစားလို့ကျွန်တော်တို့ကနာမည်ပေးပါတယ်တိုးတက်ရလို့ပါကားပေါ်ရောက်ရင်ပစိုးတပုံစားဘေးရောက်သွားတယ်နေ့တိုင်းမှာပဲပြန်ဆွဲတက်ရတယ်ကျွန်တော်ကတော့လူတွေအတိုးတိုက်အနည်းလွတ်တဲ့နေရာလေးရောက်အောင်သွားတန်ကလေးကိုဆွဲတစ်ဖက်ကဖိုင်တွဲတွေနဲ့ထမင်းဘူးကလေးထည့်ထားတဲ့လက်ဆွဲအိတ်ကလေးကိုကန်ရကိုယ်စာရေးဆရာဆိုတော့အတိုးတိုက်လွတ်တဲ့နေရာရောက်တာနဲ့ကျွန်တော်ကဝတ္ထုတစ်ပုဒ်စတင်ပြီးတော့ရေးတော့တာပဲခေါင်းထဲမှာရေးတာအတွေးနဲ့ရေးတာညကြရင်ပြန်ကူးချရုံပဲဘတ်ကားပေါ်မှာဝတ္ထုတစ်ပုဒ်ဒီဆောက်လို့ရတယ်
အိုက်တာလည်းမသိတော့ပူတာလည်းမသိတော့ချွေးစောနန်းတာလည်းမသိတော့ဟန်ကိုကြလို့ဝတ္ထုတွေအများကြီးရတယ်တနေ့တော့စော်ဘွားကြီးကုန်းမှာတထေးမကြီးတယောက်ကားပေါ်တက်လာတယ်တထေးမကြီးလို့ဘာလို့ပြောတော့ဆိုတော့လက်တစ်ဖက်မှာရွှေလက်ကောက်တွေက9ကွင်းဒီဘက်ကလည်း9ကွင်းရွှေဘီးကြီးကလည်းကြီးပဲရွှေဆွဲကြိုးကြီးကလည်းအတုပ်ကြီးပဲလက်ပွေးအိတ်ကြီးကလည်းအကောင်းစားဆိုတာအိတ်ကြီးလှလို့ပြောတာပါကျွန်တော်ဈေးနှုန်းမသိပါဘူးအခုခါမှာတထေးမကြီးကင်တဲ့လက်ပွေးအိတ်က65သိန်းနဲသေးတယ်350လက်ပွေးအိတ်တစ်ခုကျွန်တော်ရှေ့မှာအဲ့ဒီလက်ပွေးအိတ်ကြီးချိတ်ဆွဲထားရင်တော့ဘာမှတန်ဖိုးရှိမှာမဟုတ်ပါဘူးကျွန်တော်မှမသိပဲအဲ့ဒါအလွန်ဆုံးတန်လာတောင်ကနန်းပေါ်သူ350ပေးရတာလက်ကားပဲလက်ကားမဖြစ်ချင်တော့ရေးထားလေဤလက်ပွေးအိတ်350တန်သည်ဒါဆိုရင်ကျွန်တော်ထင်ကြည့်မယ်အဲ့လိုရေးမထားရင်တော့ကျွန်တော်မသိဘူးအဲ့လက်ပွေးအိတ်ကြီးနဲ့ဟိုးမိတ်ကလည်းအကောင်စားပဲအကောင်စားလို့ကျွန်တော်ထင်တယ်လေနှခမ်းနီစိုးတောက်လို့အကောင်စားပဲone set ဤညက်လို့ဟာတထေးမကြီးအမြင်မတော်လိုက်တာဘတ်စကားပေါ်တိုးတက်လာရပါလားနေ့စဉ်ဘတ်စကားစီးတဲ့ကျွန်တော်တို့ကဘေးကိုဖယ်ပေးကြတယ်သူအားနာတယ်ကိုလိုဆင်းရဲသားချင်းကိစ္စမရှိတထေးမကြီးဘတ်စကားစီးရတော့အားနာလို့ကိုလေးတွေကြုံပြီးတော့ဖယ်ပေးတယ်သူကတောင်းနဲ့ရင်ကော့ဝင်လာတယ်ခလဲလောက်ကြတော့ဘေးကခုံတစ်ခွက်ဒီဘက်အစွန်းလေးကိုကိုင်နေကိုင်မိတာနဲ့အဲ့ဒီမိမကြီးကပြောတယ်မလေးပတ်စကားမြန်တစ်ခါမှမရှိဘူးပါဘူးချွေးစော်တွေကလည်းနန်လိုက်တာစိတ်ပြက်ဖို့ကောင်းတယ်ဟာဖယ်ပေးမိတာမှားသွားကျွန်တော်တို့စော်ကားနေကျွန်တော်တို့ကနေတိုင်းစီးရလေသူကအဲ့လိုကျွန်တော်တို့နေတိုင်းစီးတဲ့လူတွေအာမနာဘူးကျွန်တော်တို့ကသူ့ကိုအားနာလို့ဖယ်ပေးတယ်သူကကြတော့ပတ်စကားမြန်တစ်ခါမှမရှိဘူးပါဘူးချွေးစော်တွေကနန်လို့စိတ်ပြက်စရာကောင်းလိုက်တာဒီနေ့မှာအိမ်ကကား2စင်းစလုံးကလည်းတစ်စင်းကခရီးထွက်သွားတစ်စင်းကလည်းဝတ်လျှော့ထိုးထားဆရာတော်ကျောင်းကိုနေစွန်းမီပို့ရမှာမို့လို့လေးဘင်ကားငှားတော့အဲ့တုန်းကခုလိုတက်စီတွေမပေါ်သေးဘူးလေးဘင်ကားခက်တစ်စင်းမှမရလို့ဘတ်စကားစီးရစိတ်ပြက်ဖို့ကောင်းလိုက်တာသူ့လည်းဘယ်သူမှမမေးပဲနဲ့ရှင်းလင်းချက်တွေထုတ်နေပါတယ်ကြွားလဲကြွားသေးကိုပိုင်ကား2စင်းရှိကျွန်တော်တို့ကနာကြပြင်းကတ်တယ်ကြွားတာကိုအဲ့လိုပြောပြီးတော့သူကကင်ထားသူ့နောက်မှာ10နှစ်သမီးလေးပါတယ်ဒီကလေးမကလက်ကင်စရာမလွတ်ဘူးတစ်ဖက်က9စင်းကြိုင်ကြီးဆွဲထားတယ်တစ်ဖက်ကလက်ဆွဲချင်းကြီးဆွဲထားရတယ်မော်တော်ကားဝေါ်ကနေထွက်လိုက်တော့အဲ့ဒီကလေးမပက်လက်လန်လဲတယ်နှစ်ဖက်စလုံးမှာမအားပဲကိစ္စမရှိပါဘူးကျွန်တော်တို့ဘတ်စကားစီးနေကြကောင်တွေကသိပါတယ်အဲ့ဒီကလေးမကြောလေးကိုတွန်းပေးထားတယ်ဘာမှမဖြစ်ပါဘူးထိန်ပေးကြတာပေါ့နောက်ရှေ့ကမှတ်တိုင်ကြတော့ဘတ်စကားဝေါ်ကနေဝင်ပြီးတော့ဘရိတ်ကိုနင်းတုံငနဲ့ရက်အဲ့ဒီကြတော့ဒီကလေးမကျွန်တော်တို့လည်းမကူနိုင်ဘူးရှေ့ကိုဟတ်ထိုးဖြစ်တထေးမကြီးရဲ့ဖင်ကိုဝင်တိုးဟဲ့ဘယ်နဲ့ကြောင့်လူတိုးနေတာတော့နဲ့ကလေးမလေးကိုငေါက်တယ်တိုးမှာပေါ့သူ့မှာလက်နှစ်ဖက်စလုံးကင်စရာမရှိဘူးလေမတိုးစေခြင်းတခုသူကူကင်ပေါ့မကင်ဘူးအဲ့ဒါနဲ့အဲ့ဒီမိမကြီးကသားဖြူလူပြလူပုံချောချောဒီသက်50လောက်ရှိတယ်အဲ့ဒီဘေးနာခုံမှာသူ့ရွယ်ပဲအသက်50ပိန်မိန်ပါဟိုကနည်းနည်းဝါဖြိုးသူပိန်မိန်ပါမျက်နှာမှာတနခါရည်ကျဲကလေးလိမ့်လို့အဲ့ဒီအမေကသမီးလေးပေးချင်းနဲ့ကြိုက်မတော်ကြီးပေးထားကူညီချင်းရှာတဲ့ကူညီခွင့်တောင်းပါ
ကလေးကပေးမယ်လို့တော့ဟဲ့မပေးနဲ့တထေးမကြီးကဆင်းရဲသားကိုမယုံဘူးဒီကားပေါ်မှာသူငါးစင်းကြိုက်ဆုံးကပ်မလို့လဲသူကြေညာပြီးဘသူကနှိုက်စားမှာတော့နော်ဟိုကူညီတဲ့တော်ကြီးကကမ်းပြီးသားလက်ကိုရုပ်သိမ်းလိုက်ရတယ်ကလေးမှမပေးရတော့တစင်းလုံးကြားတယ်ကျွန်တော်တို့အဲ့မိမကြီးကိုမကြေမနက်လမ်းကြည့်တယ်နောက်မှတ်တိုင်ဗရိတ်အုပ်ပြီးကော်မလေးတိုးပြီးသူ့ဖင်ကိုတိုးပြီးကျွန်တော်တို့အကုန်လုံးဝန်းသာအားရတိုးပါစေတိုးကွာသဘောကျသူတက်လာမှနေရင်ထိုင်ရင်အကုသိုလ်တွေဖြစ်ကုန်ကြပြီပူလို့လောင်းလို့ကြည်စမ်းစိတ်ရမကောင်းတဲ့လူတယောက်ကပတ်ဝန်းကျင်မှာပူလောင်ကုန်နေပူလောင်ကုန်နောက်မှတ်တိုင်မှာသားတယ်မေတယောက်တက်လာပြန်နေကလေးကိုကရစ်ခွင်ချီချင်းကလေးကိုဆွဲသူလည်းတိုင်ကြမရှိပြန်ဘူးအဲ့ဒီမှာပတ်စကားပေါ်မှာယောက်ျားတွေပါပါတယ်ဗျာဒီဘုန်းကြီးဟန်တက်လာလို့ရှိရင်ကိုထိုင်းနေရတဲ့နေရာလေးဖယ်ပေးရမှာစိုးလို့ဗရင်းမောက်ကနေငေးလေရတာပြင်မဲ့ကိုရှင်ဖေကမမြင်လို့ဖေကဘယ်မြင်မလဲတမင်ဟိုဘက်နေလဲမမြင်အောင်ကိုလဲသားတယ်မေလာလှဲ့ဇက်တွေကိုညောင်းညောင်းလှဲ့ပြီးမှပြန်တဲ့အဲ့ဒီမှာလူတွေနော်အံ့ဩစရာကောင်းတယ်အနှစ်30လောက်မြေကရန်လူသတ်မှုတွေဖြစ်တယ်ဘာမှမဆန်းဘူးဘတ်စကားပေါ်မှာမိနစ်30လောက်ဖင်ကရန်ဒါလေးတောင်မက်မောတယ်ဖယ်မပေးခြင်းဘူးအဲ့ဒီမှာအခုနအသားညိုညိုအမေကထပေးရှာတယ်ယောက်ျားတွေဖယ်မပေးပေမဲ့သူထပေးတယ်ဟိုးသားသမီးလာဒီမှာထိုင်ထွက်ပေးရှာတယ်အဲ့လိုလဲထွက်ပေးလိုက်ကြောအဲ့ဒီနဲ့အနီးဆုံးမှာရှိတဲ့ခုနတထေးမကြီးကခြေတလန်းတိုးတယ်ပြီးတော့စွက်ကနေထိုင်ချတယ်ဟာကျွန်တော်တို့အကုန်လုံးမြင်တယ်လှုပ်ချလိုက်ပြီဟဲ့ဟိုမေကပြောတယ်ဩကျမမစင်းသေးပါဘူးသားသမီးကိုနေရာပေးတာပါအဲ့မိမကြီးပြန်ပြောတယ်လုံမနေနဲ့ဘတ်စကားပေါ်မှာဘယ်သူမှပိုင်တဲ့လူနေရာမရှိဘူးတဲ့ဘယ်သူမှလည်းအမွေပေးလို့မရဘူးနေရာလိုက်ရင်ထိုင်မှာပဲဟာမိုက်ရိုင်းတာဗျာကျွန်တော်တို့အကုန်လုံးအဲ့ဒီမိမကြီးစီကိုကြည်တယ်အလင်းတန်းနှစ်တန်းစီနဲ့ပြစ်တာတယောက်မချန်ကုန်ပြစ်တာကျွန်တော်တို့ကငကားတွေဆိုအဲ့မိမကြီးပြာကျသေးပြီသူကလည်းသိတာပေါ့တကားလုံးကသူ့ကိုအလင်းတန်းနှစ်တန်းနေနဲ့ပြစ်သူ့မှာလည်းနှစ်တန်းရှိတယ်အဲ့ဒါနဲ့ကုန်လက်ပြန်ပြစ်တယ်ဟာဘာစကားပေါ်မှာစပွဲခင်းနေကြတယ်ဖြစ်နေကြတိုက်အဲ့ဒီမှာတစ်စင်းလုံးဒီမိမယူမကျေနပ်ဘူးဗျာမုန်းအဲ့ဒီမှာလူတယောက်ကသူ့အမတန်မမောတဲ့နေရာကလေးကိုထပ်ပြီးမတထဟိုသားတယ်မေလာဒီမှာထိုင်မာရီကြောရီနဲ့သားတယ်မေကိုမာကျင်တာမဟုတ်ဘူးဟိုမိမကြီးကိုမာကျင်တာအဲ့လိုပြောပြီးတာနဲ့အဲ့မိမကြီးစုမျက်စောင်းထိုးလိုက်သေးမိမကြီးလည်းပြန်ထိုးအလုပ်ကိုရှုပ်နေတာပဲလူငယ်တယောက်ကထပြန်ပြီမတရက်ဟိုအမေလားကျွန်တော်နေရာမှာထိုင်အမေကစိတ်ရင်းကောင်းတယ်ဆိုတော့ဟိုမိမကြီးစိတ်ရင်းပုတ်တယ်ဒီကောင်ကလည်းဖင်တနေရဆုံးခံပြီးလောက်ရတာပြီးတော့မှအဲ့ဒီမိမကြီးကိုအလင်းတန်းနဲ့လှမ်းပြစ်မိမကြီးပြန်ပြစ်စဉ်းစားကြည့်ပါနော်ဒီမိမကြီးဟာသူ့ကိုယ်သူပြင်ထားလိုက်တာအစင်တစားတွေနဲ့ရွှေတွေနဲ့ရွှေဆင်လို့မရင်ပါဘူးမတင့်တယ်ပါဘူးအချီးတန်လိုက်တာအယုတ်ဆိုးလိုက်တာတကားလုံးမုန်းတယ်ကုန်မုန်းဟိုအမေသူ့အသက်ရွယ်သူလောက်ပဲအသာညိုညိုပိမ့်ပါလှလိုက်တာသနခါရေကျဲလေးနဲ့တကားလုံးချစ်ပါတယ်အဲ့ဒီကားပေါ်မှာအလှမဲ့ရွေးပွဲအဲ့ဒီနှစ်ယောက်ကိုပြိုင်ကြည့်ဟိုမိမကြီးတုံညပဲရမယ်အသားညိုတဲ့အမေရတကားလုံးချစ်စဉ်းစားကြည့်ပါကျွန်တော်တို့မင်းကလေးတွေ
လှကျင်နေပြင်လိုက်ကြတယ်ပြင်လိုက်ကြတယ်ကိုစိတ်ထားလှအောင်တော့မပြင်ဘူးရုပ်ကိုပဲပြင်နေကြတယ်မိန်းကလေး၃ယောက်မျက်နှာချင်းဆိုင်လာတယ်အလဲကမိန်းကလေးကလှလိုက်တာကြောင်းသူကလေးအလဲကမိန်းကလေးက၃ယောက်ထဲမှာဖြစ်ချောဆုံးမှာပဲလို့လှမ်းကြည့်နေတော့အဲ့ဒီမိန်းကလေးကမဲ့ကရွဲ့ကနေအတင်းနေတုတ်နေတယ်ဟာသွားပြီမလှတော့ဘူးကျွန်တော်စိတ်ထဲမှာအောင်းမိသူ့ရဲ့အမေအမအတော်တွေကလေးကိုပြုတ်ရင်မပေးကြပါလားပြုတ်ရင်မပေးကြဘူးသမီးရဲ့မဲ့ကရွဲ့ကသူများအတင်းနေမပြောနဲ့သမီးရဲ့အလှပြက်တယ်အလှပြက်တယ်မိန်းကလေးတွေမဲ့ကရွဲ့ကပြောပြီးဆိုရင်တော့သိကြတယ်အဲ့ဒါအတင်းတုတ်နေတာပဲအကောင်စကားမဟုတ်ဘူးအဲ့ဒီခါမှာအလှပြက်တယ်ယောက်ျားမဲ့ကရွဲ့ကပြောတာနဲတယ်ရှိတော့ရှိတယ်ယောက်ျားမဲ့ကရွဲ့ကပြောရင်ပူဆိုးတယ်ပူဆိုးတယ်စိတ်ကောင်းကလေးရှိရင်ဥပရိယုတ်တယ်လှကိုအလှပညာဇံပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်အောင်မြင့်ပါဝါကြွားပြီးတော့သိတော်တာပဲငါသိတတ်တာပဲလို့မြင့်ကျင်လို့ကြွားဝါပြီးတော့မမြင့်ပါနဲ့ဝါကြွားရင်မမြင့်ပါဘူးကျွန်တော်ပြင်သိတော်ကျွန်တော်လိုလူရှာမှရှာဒီလိုထင်ပြီးတော့ပြောကိုကြွားလုံးအားကြီးကြွားခြင်းရဲ့ရွေချက်ကဘာလဲသူများထင်ကြီးခံရအောင်လုပ်တာသူလဲဟိုဘက်ထွက်သွားရောကျန်တဲ့ကောင်တွေကဘာပြောသွားငပေါ်ကြီးထင်ကြီးခံရမလားလို့ကြွားတာငပေါ်ဖြစ်သွားပါတယ်ဒါကလေးကိုမှတ်ထားပါထင်ကြီးခံရင်မကြွားပါနဲ့နှိမ်ချရင်ထင်ကြီးကျွန်တော်ကတက္ကသိုလ်ကျောင်းသားတို့ကတက္ကသိုလ်ဗောလီဘောမှာလေကျောင်းကလက်ရွေးစင်မှာပဲကျွန်တော်ကြွားတာမဟုတ်ပါဘူးငပေါ်ကြီးဖြစ်သွားမှာဆိုလို့ပြောချင်တဲ့ရည်ရွယ်ချက်ရှိအဲ့ထဲမှာကျွန်တော်လိုပဲကျွန်တော်တို့ကရက်မျက်နှာစမက်ရှာပေါ့နော်စမက်ရှာပေါ့မကြရင်တော့ကမှငိမ့်စားယူသွားတဲ့ရဲချုပ်စိုးဝင်းကိုစိုးဝင်းပေါ့နော်ဦးစိုးဝင်းပေါ့ရဲချုပ်ဦးစိုးဝင်းသူကရမမြင့်ပါဘူးသူက lifter ကျွန်တော်တို့ရဲ့ lifter သိတော်ပါတယ်အရမမြင့်မဲနဲ့သူ့ကိုမန္တလေးတိုင်းလက်ရွေးစင်ထိရွေးရပါတယ်တော်လွန်းလို့နောက်တော့ရဲချုပ်ဖြစ်သွားတယ်အဲ့ကျွန်တော်တို့အသင်းနဲ့မှာကျွန်တော်တငယ်ချင်းတယောက်ရှိသေးတယ်ဒီကောင်သိကြွားတာပဲတော်ပါတယ်ဗောလီဘောကိုရိုက်အောင်ဟိုဘက်ကိုကျသွားလို့ရှိရင်အဲ့ဒီကောင်ရိုးမနေဘူးမှတ်ထားသေသွားမယ်ဘာမှတ်အဲ့လိုပြောပြီးသူကရင်ဖွင့်ပြီးတပတ်လျှောက်ဝါလူတွေကရည်ရဘာဖြစ်တာတော့ငပေါ်ကြီးလို့ပြောတာအဲ့ဒီကောင်လည်းမမှတ်ဘူးနောက်တစ်ခါရိုက်အောင်သေသွားမယ်လျှောက်ပြန်ကနေကြီးကျွန်တော်တို့ထဲမှာနှခမ်းမွေးကားကြီးနဲ့သူ့အားလုံးအဘလို့ခေါ်တယ်အသက်တူပဲကျွန်တော်တို့နဲ့နှခမ်းမွေးကြောင်မလို့အဘနဲ့တူနေတယ်ကြီးပဲနှခမ်းမွေးကြီးသူကဒီကျွန်တော်တို့တောင်ပြုံးပွဲမရယာမှာသွားရိုက်ကြတော့မရယာသိချက်တာပဲအဲ့လူယူတော့လူအများကြီးပဲကွင်းပြစ်ကြည့်ကြတော့မကစားခင်တိုင်းနဲ့သွေးပူလေးချင်ကန်လုံနေကြသူများရိုက်ချတဲ့ဘောလုံးတွေပြည့်ပြီးလိုက်ကောက်ချတယ်သူကအဝေးရောက်သွားလိုက်ကောက်ပြီးရင်သူရိုက်မပြပါဘူးသူများပြန်ပေးလိုက်သူကဘောလုံးကောက်ဖို့ခေါ်လာတဲ့လူကြနာနောက်တော့မရယာလူတွေကအော်တယ်အဘတစ်ချက်လောက်ရိုက်ပြပါဝိုင်းခိုင်းတဲ့ခါကျသူကောက်လာတဲ့ဘောလုံးလေးကိုလစ်တာကိုစိုးဝင်းကိုပေးလိုက်ကိုစိုးဝင်းကမြောက်ထောင်ပေးလိုက်ပြေးခုန်တက်သွားတယ်ကိုတပိုင်းပိုက်ပေါ်ကျော်သွားတယ်ထုချအုံးနဲ့ဆယ်ပေစီးထဲမှာကြာအဲ့လိုလဲကြာရောကိုသန်းမောင်ကအဘရှက်တယ်ကောင်းကလေးငုံဟိုဘက်လက်ထွက်သွားကနေလက်ခုပ်ဩပါပေးကြတယ်သူကတော့ချီးမွမ်းမှာစိုးလို့ကောင်းကလေးငုံသွားတော့ချစ်ခင်စွာအားပေးတယ်ဟိုကောင်ကဆွဲပြတိုင်းကြသေသွားမယ်ဝိုင်းဟာ
ကိုတန်းမုံကြတော့ဟိုတစ်ဖက်ကလူတွေကိုကစမ်းကျင်ဘက်ကလူတွေကိုကကိုတန်းမုံဆွဲလို့ဒိုင်းငနဲ့ကြိုက်ဟိုဘက်ကအသင်းသားတွေကိုလက်ခုပ်တီးတယ်ချစ်လိုက်တာနှိမ်ချခြင်းကိုလူတွေချစ်တယ်ဝါကြွားခြင်းကိုလူတွေမုန်းတယ်လောကမှာသိသိတာပဲလို့မရှိပါဘူးငါသိသလောက်ကလေးရှိမှာပေါ့တခြားလူတွေကိုယ်တည်းသိတာအများကြီးကလေးတောင်မကိုယ်တည်းသိတယ်ဒီကြကွေးကလက်ဖေးဆိုင်လက်ဖေးမှာတော့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်မှားတယ်ဟာသအနေနဲ့ပြုံးပါစေရဲပါစေလို့ပြောတာမဟုတ်ပြောတာနေမကဘူးကျွန်တော်မေကွင်းမင်းကလွန်ရောကွာချိုစိတ်ဆိုတော့ပေါ့ဤပြစ်ခွေလဲသူ့လက်ဖေးကတော့ပြီးခွေလဲကြသွားငါအဲ့ညံငေါကောင်တွေရွဲ့တာကွာညံငေါကောင်တွေလက်ဖေးမှန်ချိုတာမပါဘူးကြစိတ်ပေါ့ကြကော်ဖီဆိုရင်ခါချိုရင်တော်သားအဲ့ဒီကောင်တွေမထဲတဲ့နှုတ်စီငါထဲကုန်ထဲစမ်းပါဤပြစ်ခွေလဲသွားအဲ့ဒါလေးကျွန်တော်သဘောကျလို့မှတ်ထားကျွန်တော်ခုနေတာဟိုမင်္ဂလာတုံခေပင်လမ်းမှာတန်းကျွန်တော်အိမ်ဘေးမှာလက်ဖေးဆိုင်နေတန်းလို့တနေ့အိမ်ဘေးကလက်ဖေးဆိုင်သွားတော့ဇဝဲတို့လေးက10နှစ်သားသူသိပါတယ်ကျွန်တော်နဲ့အိမ်နီးချင်းပဲဘယ်လိုဖြောမှလဲစာရေးဆရာကြီးတဲ့ဒီကောင်နောက်တောက်နဲ့မျက်နှာဘိုးမသိဘူးဒီကောင်ပြန်နောက်ချင်လို့ကျွန်တော်ဤကြကွေးမှတယ်လို့မှားတယ်ဟဲ့ချိုစိတ်ဤပြက်ခွေလဲတစ်ခွက်กว่าအဲ့ဒီကောင်ကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟေးချိုစိတ်ဤပြက်ခွေလဲကြောက်ပရောဂိတ်ဆုံးဤကြကွေးလွန်လာအောင်ဒီကလေးကဖြည့်เสียရှိတယ်လေရင်းသားစော့ချစ်မရှိဘူးဟာဒီကောင်ငါတဲ့တော်တယ်ငါအဲ့လိုမသိဘူးသူတို့မှဖြည့်เสียချီတယ်ဒါလေးကျွန်တော်မှတ်ထားတယ်ကလေးစီကသင်ယူတာနောက်တစ်ဆက်ရောက်ပြန်တယ်ဘယ်လိုပြောမှလဲဦးလေးတဲ့ဒီကောင်တော့ဖြည့်เสียမကြောင်ဟိုကောင်လေးပြောတာပါထဲမှာဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပြောင်းကိဆုံးกว่าအဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟေးချိုစိတ်ဤပြခွေလဲကြောက်ပြောင်းကိဆုံးတိုင်ဖက်ပလက်လန်းအော်ဘုကောင်းနေဗျာဒီကောင်ဘိုးတော်တယ်တအားချိုတဲ့ကိစ္စကိုတိုင်ဖက်ပလက်လန်းဘယ်လိုစဉ်းစားလိုက်မှမသိဘူးသူပြောတော့လေဟုတ်လို့ပဲဒါလေးကျွန်တော်မှတ်ထားတယ်ပူသဘောကျမှတ်ထားနောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်လေးပါပဲ7နှစ်ကလေးကြီးပါပဲဘယ်လိုဖြောမှလဲဆရာကြီးတဲ့ဒီကောင်တော့ဖြည့်စရာမကြံတော့တော့ပါဘူးရှေ့ကကလေးတွေပြောတာအကုန်တန်းစီလွတ်လိုက်တယ်ဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပြောင်းကိတ်ဆုံတိုင်ဖက်ပလက်လန်ကွာအဲ့ဒီကောင်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟေးချိုစိတ်ဤပြခွေလဲကြောက်ပြောင်းကိတ်ဆုံတိုင်ဖက်ပလက်လန်မြောင်းကြတဲ့ကောင်းဆိုင်ဒီလောက်တောင်ချိုရင်လားသေစမ်းကွာအဲ့ဒါတွေကျွန်တော်တခုမှပို့ပြောတာမဟုတ်ပါဘူးပို့ပြောရအောင်ကျွန်တော်အဲ့ဒါမျိုးတွေလောက်ကိုမလောက်တတ်ဘူးဒီကောင်လေးတွေပဲတတ်တာဟာတော်လိုက်တဲ့ကလေးတွေကွာသဘောကျတို့တော့ကျွန်တော်ထပ်မမာရဲတော့ပါထပ်မှန်သေးချင်းစိုးနဲ့သေးလှုပ်ချင်လှုပ်မှာပဲခံရမှာပဲသူတို့မှသိပေါ်တာပဲစကလုံးကြီးအဲ့ဒီကလေးတွေအကြောင်းကိုကျွန်တော်စာလေးတစ်ပုဒ်ပြန်ရေးပါတယ်ခေါင်းစဉ်ကကိုယ့်ရဲ့သားသောကလေးများဖတ်တဲ့လူကိုပြုံးပါစေရဲပါစေလို့အတွေ့အကြုံကလေးမျှဝေပေးုံမကအတိကလေးတစ်ခုပေးချင်ပါတယ်။ဘာလဲမင်းဘယ်သူမှထင်မသေးပါနဲ့ကလေးတောင်မင်းနဲ့သားတယ်အဲ့ဒီလိုသိလို့ရှိရင်ကျွန်တော်တို့ဘဝင်မြင်ရစရာမရှိပါဘူး။သူတစ်ပါးကိုအထင်မသေးရတော့ပါဘူး။အဲ့ဒါဆိုရင်မင်းသိမဆိုးတော့ဘူးပေါ့။ဒါကိုမသိတဲ့လူတယောက်ကကောင်လေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်ကလေးမြင်နေအချောင်ရမလားလို့သွားနှက်တယ်ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့ရမင်းမေးတာကိုငါမဖြေနိုင်မင်းကို200ပေးငါမေးတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ကလေးကပြန်ပြောရမလုပ်ချင်ပါဘူးဦးလေးဟာ
ဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးမှာဘူးကွမင်းရှုံးရင်100ပဲပေးရမှာငါရှုံးရင်200တောင်ပေးရမှာလုပ်ပါကွအတင်းကြီးခိုင်းနေကလေးကညင်းလို့မရနောက်ဆုံးပိတ်ကြကဲဒါဆိုရင်လည်းကျွန်တော်အရင်မေးမယ်ဦးလေးအေးပါမေးပါကွတလိษံတကောင်ရှိတယ်ဦးလေးခြေတော့က3ချောင်းပါတယ်ဟိုလူနည်းနည်းကောင်းစားသွားတယ်2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်ပါလိမ့်ကောင်လေးကဆက်ပြောတယ်ချိုကလည်း3ချောင်းပူဆိုးနေဘိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်လဲဦးလေးပြောတော့ဟာဟိုလူဒုက္ခရောက်အမျိုးမျိုးလှက်ပါတွေးစဉ်းစားဘယ်လိုမှစဉ်းစားလို့မရတော်လေးကြာသွားတော့ကောင်လေးကဦးလေးပြောလေရော့မသိဘူးကွာယူတော့သူ့စကားနဲ့သူစောင့်ကြီးအောင်ကြီး200ထုတ်ပေးကောင်လေးကပြောတယ်ဦးလေးမေးလက်မေးတော့ဟိုလူကအခုနကောင်လေးပြောတဲ့ကောင်မကျင်တတ်ဘူးသိကျင်တယ်အဲ့ဘို့3ခုဂျို3ချောင်းခြီ3ချောင်းမီး3ဟဲ့တပြန်မမဲဘူးကွာအခုနမင်းပြောတဲ့ကောင်ပြန်မေးမယ်အဲ့ဒါဘာကောင်လဲမင်းပြောကောင်လေးကအိတ်ထောင်နဲ့100ရာနှိုက်ရော့ကျွန်တော်လည်းမသိပါဘူးကလေးမသိရင်100လေလူကြီးမသိတော့200ကလေးသွားနှက်တဲ့ကောင်100ရှုံးသွားကြောင့်မလို့လောကမှာဘယ်သူမှထင်မသေးပါနဲ့လူတွေသူ့နေရာနဲ့သူတော်ကြပါတယ်နည်းနည်းလေးဒီကုန်းချုပ်ဖြစ်ကလေးတစ်ခုပြောပါမယ်ကိုမြေစားခွင့်တောင်းတယ်နော်အဲ့ဒါတော့နှိမ့်ချခြင်းဖြစ်ကြီးမြတ်တာမရယာဘက်မှာလူတစ်ခုရှိတယ်ဘိသိက်ဆရာ2ယောက်ငားတယ်တယောက်ကမန္တလေးကဘိသိက်ဆရာလိုက်နဲ့ကျေးကြီးဆုံးနာမည်ကျော်ဆုံးပါပဲတယောက်ကတော့စရောင်းမ9ရွာကတော်ဘိသိက်စရောင်းတောင်းနဲ့ရွာနာမည်ကိုဆွဲပြီးစရောင်းတောင်းနဲ့အိုးဘိသိက်ပြိုင်ဆိုတော့အညာကလူတွေကမန္တနဲ့အပြည့်လာအပေးဆိုင်းဆရာကလည်းမန္တလေးဆိုင်နာမည်ကြီးနာမည်ကျော်ရွာစားစိန်တင်ဟန်နဲ့အဲ့တော့ဘိသိက်ပွဲစကြပါစို့မန္တပြင်မဲ့ကိုလူတွေရှန်ထွက်နေတဲ့ရွာနီးချုပ်ဆက်ကပါလာကြတာကိုဟိုးမြို့ဘိသိက်ကအရင်ဘိသိက်မြောက်တယ်မတ္တထကျေးကြီးနာမည်ကျော်ဘယ်လိုများလဲကွဟိုးနောက်ကလူတွေကခါလေးမှတ်ခေါင်းလေးမော့လန့်ကြည့်တွေ့ပြီဖက်ဖူးရောက်မောင်းချက်တည်းခေါင်းမောင်းကလေးပေါင်းလို့တော်ရင်အင်ကြီးရှည်ကြီးကမိဘူးကြဖြူဖွေးလွတ်အတွန့်ချေမရှိအောက်ကကြိုးကြီးကျိတ်လုံးကြီးရွှေပလားရောင်3600ပေးရတယ်ခြေတော့ကိုခြေအိပ်ဖြူလေးစွတ်လို့နောက်ကလူတွေကဟာကျဲကြည့်တာနဲ့လျော်ပါပဲရဲ့ကြည့်လို့ကောင်းလိုက်တာအသက်ကလည်း40လောက်သားရေးကပြည့်ပြည့်တင်းတင်းနှစ်သက်ကြတယ်စရောင်းတောင်းကလည်းမော့ကြည့်အင်ကြီးကတွန့်ကြည့်မရှိတတိထားမိလူတွေကလည်းမြို့ဘိသိက်ကိုကြည့်ပြီးတော့နေအောင်ကွာငါတို့တောဘိသိက်ကြီးရရောဘယ်လိုမြန်ဝတ်ထားပါလိမ့်ဘိသိက်ပြိုင်ငိုးရှာကြည့်ကြတွေ့ပါပြီမတ်တရတဲ့ဘိသိက်ဆရာနဲ့တယောက်ကျော်လုံးမှာစရောင်းတောင်းထိုင်လို့စရောင်းတောင်းကမော့ကြည့်ရင်နဲ့သူ့အင်ကြီးကထောင်းလမောင်းကိုကျေနေတာပဲတော်ရင်အင်ကြီးရှည်ပါပဲရှည်ချင်းတော့တူပါပဲကျေမှာပေါ့သူကဘိသိက်ပွဲပြီးမခောက်ဘူးလုံးသိက်လွယ်ထဲထိုးကြိတ်ထဲအောက်ကဘိုးလုံးကြီးပန်းအောင်ကလေးပဲဒါလည်းမခောက်ဘူးလုံးကြိတ်ထဲဘိသိက်မြောက်ခါနီးမှလွယ်ထဲကထုတ်တာခါပြီးတော့အင်ကြီးကိုဝတ်ပစိုးကိုလဲဝတ်သူတယောက်ထဲတော့ဘာအရေးလဲဘယ်သူမှမသိတော်ရင်အင်ကြီးရှည်ကြီးဖြစ်နေတာနဲ့ကိုပဲပြိဿနဲ့ကြွာချပြီးတော့သဘောတွေကြည့်ရတာအခုတော့ဟိုတယောက်ကတွန့်ကျင်မရှိစရုံတောင်းကသူ့ဘာသူလိပ်ပြမလုံးသူ့အင်ကြီးတွန့်ကျင်လေးတွေကိုလက်နဲ့ဖိပြီးတော့ပြေအောင်ဖြေတယ်ပျောက်အောင်ဖြောက်တယ်မပြေပါဘူးမပျောက်ပါဘူးဘိုးလုံးကြီးလေးဒါလေးဖိသက်
တို့တော်ပိသိကြီးကဘယ်လိုနေလဲကွာလှမ်းကြည့်တဲ့လူတွေကတွေးဟိုမှာကြည်အောင်ခုမှအင်ကြီးတွန့်ကြည်တွေဖိသတ်နေတယ်တက်လည်းသူ့ပြေတွေမပြောက်ပါဘူးကွာဒေါသတွေအတင်းတုပ်နေတယ်တယောက်ကပြောတယ်မင်းတို့ကအင်ကြီးပဲကြည်တာကိုခေါင်းပေါင်းလည်းကြည်ပါအောင်မောင်းချက်ပြေခေါင်းပေါင်းမဟုတ်ပဝါကလေးကိုရစ်ပြီးတော့တစထောင်ပေါင်းထားတယ်အဲ့ဒီထိတ်တဲ့မှာချွေးကွက်ကြီးတဲ့ဒီလူမှဖြစ်တာမဟုတ်ဘယ်လူမှကွက်ခဲ့မှန်းတော့မသိချွေးကွက်က6တောင်နေပါပြီတယောက်ကပြောပြန်တယ်အေးကွာသူချွေးကွက်သူမမြင်တော်သေးတာပေါ့ဒေါသတွေကလည်းအလွတ်ကိုမပေးဘူးချအဲ့ဒီမှာမြို့ပိသိက်ကပိသိက်စမြောက်ပါတယ်မင်္ဂလာ12ပါးကိုရှင်းပြပြီးတော့မင်္ဂလာတစ်ပါးချင်းစီပြောပြဟိုးပညာရှိစကားတွေနားထောင်လို့ကောင်းနေမင်္ဂလာပါပန်လူနန္တီတိစိန်တဲ့တီမင်္ဂလာမကောင်းမှုတွေပယ်ဖြတ်သုံးသင်လို့မင်္ဂလာခေါ်တာပြပြောစရုံတော့နားထောင်နေတယ်အင်ကြီးတွန့်ကြည်မတတ်နိုင်တော့ပါဘူးကောင်းလိုက်တဲ့စကားတွေငါမသိပါဘူးပညာရှိစကားတွေပါပဲဟိုးမျိုးပိတ်တိရှားလိုက်ပညာရှိပါပြီရဲ့နားထောင်မှတ်သားနေပါတယ်ရှားလိုက်ငါမင်္ဂလာ12ပါးပြည့်တဲ့ခါကျတော့ဘိသိက်ပြိုင်ဆိုတဲ့အတိုင်းတစ်ဖက်ကဘိသိက်ဆရာကိုအနိုင်အပိုင်တွေ့ခဲ့တယ်ဘယ်လိုတွေ့တော့အဲ့ဒီမင်္ဂလာ12ပါးမှာအရေးကြီးဆုံးကဟောဒီသားရှင်ပြုတဲ့မင်္ဂလာပြဒီမင်္ဂလာရှင်လောင်းလေးတွေမကြခင်ရှင်သာမဏေဖြစ်မယ်မိဘစာကြောက်ရမယ်ဒါကြောင့်မလို့ဒီရှင်လောင်းကလေးတွေကိုဘိသိက်သွန်းတဲ့နေရာမှာဘိသိက်ဆရာသေးရမတော့ရဘူးဗျသေးရတော့ရင်ဘိသိက်မမြောက်နဲ့ဟောကနေမနဲ့ထဲမှာအတန်ကြီးဖြစ်ဘာဖြစ်တာလဲကြီးတာမဟုတ်ဘူးတနယ်လုံးသိတယ်စရုံတောင်းကတောဘိသိက်ဆရာကြီးကထရေအရက်တည်းကြိုက်တာကိုဘိသိက်ပွဲပြီးရင်ထတော်ဝင်မော့တော့မယ်မြို့ဘိသိက်ကလှင်လာကြီးလားကွဘဲကောင်းနေသတင်းပေါက်ကြားသွားလဲကွဆော်ပြီးဟဲ့တော်ဘိသိက်ကြီးကိုတော့အပိုင်ချပြီးဟဲ့ဘိသက်ကစရုံတောင်းကိုလှမ်းကြည့်ကြတယ်စရုံတောင်းကခေါင်းကလေးတငိမ့်နဲ့ဟိုမှာကြည်အောင်ခေါင်းတငိမ့်နဲ့ဝန်ခံနေပြီတော်အကောင်တွေကတီတို့တဖန်ဘိုးလုတ်အဲ့ဒီမှာမြို့ဘိသက်ကအပိုင်ခြေထောက်နဲ့ဖြေပြီးတော့ထိုင်သွားတယ်ဆိုင်းဆရာကအကူပြောင်းတီလုံးကလေးတီးပေးတော်ဘိသက်မတထစရောင်တော့မိုက်ခရိုဖုန်းရှိရောက်ဘိသက်ရှိရောက်တာတော့မှအင်ကြီးတွန့်ကြည်လေးတတ်တုံဘိသက်ကဟိုမှာကြည်အောင်ခုထိတတ်တုံกว่าပစိုးလေးပုတ်တုံအဲ့လိုလုပ်နေရကနေပြီးတော့မြို့ဘိသက်ရှိတဲ့ဘယ်ဘက်ကိုခေါင်းကလေးငှဲ့ကြည့်တယ်ဘိသက်ကတိတ်သွားတာပဲကြည်နေပြီဆော်တော့သူ့ကိုဆော်သွားတာအဲ့လိုခေါင်းငှဲ့နေရကခေါင်းကလေးတဆက်ညိတ်အသက်တောင်မရှူရဲဘူးဘယ်လိုဆော်တယ်လဲကြားကျင်လို့ခေါင်းညိတ်ရနေပြောတယ်စရုံတော့ကဩလူတွေကပြောလိုက်ကြတာဘိသိက်ပြိုင်နဲ့ကျွန်တော်မပြိုင်နိုင်ပါဘူးကျွန်တော်ကတက်လို့လောက်တာမှမဟုတ်ပဲဟိုစရောင်းမ9ရွာကလဲသမားပါခမအခုလိုလဲရလုံငန်းအားတဲ့ຫນွေရာသီမှာကျွန်တော်တငယ်ချင်းမိတ်ဆွေတွေသူတို့သားရှင်ပြုတော့ဘိသိက်မငားနိုင်ကျွန်တော်ကိုကူညီတောင်းကြတယ်ကျွန်တော်ကတချင်းလေးပါလေဆိုတာဝသနာပါလို့ဘိသိက်မြောက်ပေးရင်းနဲ့ဘိသိက်ဆရာဖြစ်လာတာပါစောကဆရာလိုင်းပြောသွားတဲ့စကားတွေကောင်းလိုက်တာပညာရှိစကားတွေပါပဲပညာရှိပါပဲရဲ့ကျွန်တော်မသိပါဘူးမှတ်သားရကျေးဇူးကြီးပါတယ်ခမလူတွေကဟာဘယ်လိုကြီးလဲကွာဆော်တော့မယ်မှန်ဆော်လည်းမဆော်ဘူးသူ့တော့ဟိုကဆော်သွားတယ်တယောက်ကပြောတယ်မနိုင်တော့လဲရှုံးပေးလိုက်အေးတာပါပဲကွာဒေါသတွေကတော့ဆက်ပြအတင်းချနေတော့တကယ်တော့အဲ့ဒေါသတွေကကိုဒေါသချင်းကိုဩ
ဩဘာပေးခြင်းနဲ့ကိုလူကလည်းအကုန်ရှုံးနေတော့ဂယုဏဒေါသောပြောနေကြတာပါအဲ့ဒီမှာစရောင်းတောင်းကဆက်ပြောတယ်ဒီနေ့ဗိသိက်မြောက်လာကနီးတောင်းမှကျွန်တော်မိမကနွားသချင်းနေရေးပြောင်းထမ်းငယ်အောင်ဆိုလို့ရေးထမ်းငယ်ရသေးတယ်ခမရေးတွင်းကလည်းရွာထဲမှာမရှိရွာပြင်းသွားပြီးတော့ရေဆိုင်နှန်းကလေးနဲ့ထမ်းရတယ်ရွာကထွက်တယ်ဆိုရင်ပဲကင်းကလေးတွေကစိမ့်စိမ့်ဆိုးဆိုးတရက်ပင်ကလေးတွေကပွင့်နေဝေးထမ်းမင်ကလေးတွေစီတန်းလို့ကျွန်တော်တယောက်တည်းလွမ်းတယ်လို့ဒါနဲ့ဘုံတော်ကလေးတစ်ပုတ်ဆိုလိုက်တယ်ခမရာဇဂိုပြည်ဌာနဘာယာနာချက်ဘဟုနာလန္ဒတက္ကသိုလ်ဝဲအသက်ကိုအနှင်းစရောင်းတောင်းရဲ့တန်ဝတန်ကအတန်ဝါစီဟိန်းတဲ့တိတ်ကောင်းတာပဲကျွန်တော်တန်ကအဲ့လိုမဟုတ်ပါဘူးတန်စင်သိယုံမြဆိုပြတာပါဆိုင်ကလည်းအဆိုကောင်းတဲ့စရောင်းတောင်းနဲ့တွေ့တော့လိုက်တီးတာပေါ့စောစောကတီးမှမတီးရပဲတီးလို့ကောင်းလိုက်တာမန္တထဲမှာဆိုင်းတန်နဲ့တချင်းတန်ချိန်ချိန်ညံပါကြောနားထောင်လို့ကောင်းနေအဲ့လိုကောင်းနေတော့ဘုံတော့ကဆုံးသွားစိန်တင်ဟန်းကတီးကျင်သေးလက်ကိုမြောက်လျက်ပိဋကနာကိုဆွန့်လျက်စရောင်းတောင်းကသိပါတယ်ဩရေတွင်းကဝေးတယ်ခမဘုံနောက်တစ်ပုတ်ဆုံးတာတော့မရောက်သေးဘူးခမလူတွေကဝါကနေကြီးတယ်ဆိုအောင်မယ်ဆိုအောင်မနောက်တစ်ပုတ်ဆိုပါတယ်စိန်တင်ဟန်းကတီးတယ်နှစ်ပုတ်ဆုံးမရောက်သေးဘူးခမရေတွင်းကဝေးတယ်ဗျဝါကနေကြီးပြန်တယ်သုံးပုတ်လေးပုတ်ငါးပုတ်ဆက်တိုက်ဆိုတယ်တချင်းတန်နဲ့ဆိုင်းတန်ရွာပေါ်လွှမ်းကြော်လို့သွားစရောင်းတောင်းရဲ့ဂိတရေရင်ကျော်မျောပါသွားကြပြီအင်ကြီးတွန့်ချေမေ့ကုံညထိတ်ကနဖူးချွေးခွက်ကြီးပျောက်သွားပါပြီစရောင်းတောင်းကိုယ်တိုင်လဲသူဂိတရေရင်ကျော်သူ့ဘာသာမျောပြီးတော့သူ့ရဲ့အင်ကြီးတွန့်ချေမေ့သွားပြီအဲ့ဒီမှာစရောင်းတောင်းကလက်ဒီဆရာတော်ဘုရားကြီးရဲ့တန်ဝေကတို့ကျုပ်ကြီးကိုဆိုလိုက်ပါလေမိုင်မလေးနိုင်မှုမြိုင်ခင်းတဲ့ညာစီမိုင်မလေးနိုင်မှုမြိုင်ခင်းတဲ့ညာစီခါတော်မီတိမွေနိုင်ဘူးခါတော်မီတိမွေနိုင်ဘူးအဲ့ဒီခါတော်မီမှာကိုပဲဗျာသူကအမျိုးမျိုးကွန့်ပြီးတော့ဆိုတယ်ခါတော်မီ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 သူကကွန့်ဆိုရင်ဆိုင်းဆရာကလိုက်မတီးသေးဘူးသူ့ကိုကြည့်ပြီးတော့ပြုံးလို့သူပြီးမှဆိုင်းဆရာကညွန့်ပြီးတော့တီးတယ်ဆိုင်းဆရာတီးရင်စရောင်းတောင်းကတပြန်ကြည့်ပြီးတော့ပြုံးလို့နှစ်ဦးသာအပြုံးချင်းဖလဲကြတယ်တဲ့ဂီတအနုပညာပြိုင်နေကြတာမဟုတ်အပေးအယူမျှနေကြတယ်မန္တထဲကပြိဿကြီးအားလုံးပြုံးလို့ကျက်တည်ရှိလိုက်တာကျက်တည်ရှိလိုက်တာအခုနဘတ်စကားဘောဟာနဲ့တခြားစီပဲမေတ္တာချင်းတုံ့ပြန်ဖလှယ်နေကြအဲ့လိုနီးနဲ့ကျွန်တော်အချင်းယုံပြီးတော့နေကုန်းချုပ်ပါမယ်အဲ့လိုနီးနဲ့စရောင်းတောင်းကဒီတေဘုံမာတွေကိုဆိုးလိုက်တရားတွေကိုဟောလိုက်တဏှာပူးတဲ့ယူတွေမှာအမှုမပြေပင်မရှာလိမ့်လေတဏှာဖန်တဲ့အကန့်တွေမှာအပန်းမပြေပင်မရှာလိမ့်လေတဏှာကြိုက်တဲ့အမိုက်တွေမှာအငိုက်မပြေပင်မရှာလိမ့်လေတဏှာကြောင့်မို့လို့ကျွန်တော်တို့တန်တရားလည်နေကြတာပါအဲ့ဒီတဏှာကပူနေတော့မူပါတယ်တဏှာကဖန်နေတော့ကံပါတယ်တဏှာကိုကြိုက်လို့မိုက်ပြီးတော့တန်တရားတကြောမျောနေကြတယ်ဟောဒီလိုဗုဒ္ဓသာသနာတော်ကြီးနဲ့ဂျုံနေပါရဲ့နဲ့ကျွန်တော်တို့ကဝိပဿနာတရားဘာဝနာပဲတီကလေးမှမဝဲနိုင်ကြပါဘူးမိုက်မလင်းနိုင်ကြဘူးအဲ့ဒီမိုက်မလင်းနိုင်တဲ့ဟောဒီစရောင်းတောင်းကပို့ဆိုးတယ်ခမထရေကလေးရက်ကလေးတောက်တတ်တော့ပို့မိုက်တယ်ခမသူတုံးပြန်ပုံတော့သူတုံးပြန်ပုံကရန်လိုပြီးတုံးပြန်တာမဟုတ်ဘူးသူ့ကိုယ်သူနှိမ်ချပြီးတော့တုံးပြန်လိုက်တော့ပရိသတ်ကကျေနပ်သွားတယ်ခြေရက်တောက်တာတော့အပြစ်မမြင်တော့သလိုဖြစ်သွားတယ်အဲ့လိုနည်းနဲ့သူကနောက်ဆုံးပိတ်ကြတော့ဒီ
ချိန်ကြည့်လိုက်တဲ့အခါနာယီဝက်ကြော်နေပြီသူနားပါမယ်မြို့ပိတ်သိအလှည့်ပြန်ပေးပါမယ်ဆိုတော့နားထောင်ကောင်းနေတဲ့ဟိုနောက်ကတယောက်ကဆရာပဲဆက်လုပ်လိုက်ပါတဲ့ဟောတယ်အဲ့နားထောင်ကောင်းတဲ့ထဲမှာအဲ့လူတွေမကောက်ကြံတဲ့လူတွေအကုန်လုံးပါတော့ဟောကနေလက်ခုပ်တီးပြီးတော့ထောက်ခံနေစောစောအတင်းတုတ်တဲ့ကောင်တွေလက်ခုပ်တီးနေကြပြီအဲ့ဒီနားထောင်ကောင်းတဲ့ထဲမှာဘယ်သူပါသေးတော့မြို့ပိတ်သိဆရာလိုင်ပါတယ်မြို့ပိတ်သိကပြောတယ်ဆရာပဲဆက်လုပ်လိုက်ပါသူလည်းမထညင်တော့အော်မဟုတ်ပါဘူးခင်ဗျကျွန်တော်နားမှာပါခင်ဗျတရားရှိကြိုင်းဖြစ်မောင်ရှင်လောင်းလေးတွေကိုမင်္ဂလာသပြေကနေရေးပေးရတော့မယ်မင်္ဂလာချီးမန်းခွင့်ဆိုရတော့မယ်ကျွန်တော်ကလည်းထေးကလေးရက်ကလေးတောက်တတ်တော့မတော်ဘူးလားလို့ပါခင်ဗျမြို့ပိတ်သိကလှမ်းပြောတယ်လောက်သာလောက်ပါဘာမှမဖြစ်ပါဘူးသူပဲခုနဖြစ်တယ်ပြောပြီးအဲ့ဒီမှာအားလုံးရဲ့တောင်းဆိုချက်ရဆရာတော်ကအောင်ပါစေတပြေပန်းနဲ့ရေချမ်းငိုးလောင်းဒီသချင်းဆိုတော့မြို့ပိတ်သိကမနေသာထလာပြီးတော့တပြေကရေပက်ပေးရှာတယ်မြို့ပိတ်သိကဘာဖြစ်သွားတော့ဆိုတော့ပိတ်သိအကူဖြစ်သွားပါတယ်သို့တော့သူ့ကိုယ်သူမသိငယ်ဘူးတစ်ဖက်သားကိုကူညီတာပြုံးလို့ဆရာတော်သချင်းဆိုတဲ့ဘက်ကိုလှည့်ကြည့်လိုက်ပြုံးလိုက်မောင်ရှင်လောင်းလေးတွေရေပက်ပေးလိုက်ပြောလို့ကြောကျိုးဘုရားတရားတန်ခါကြောတော့ချီမန်းဝင်လေးတွေစွတ်ပေးလို့နှစ်ဦးသာသူတို့ပေးယူမျှနေပြန်ပြီပိဋိပွဲကြီးပြီးကြပါစို့ဆရာတော်ကကောင်းမောင်းကိုဖြုတ်လွယ်ထဲထိုးကြိတ်ထဲအင်ကြီးရှေကြီးကိုချွတ်လုံးသိပ်ထဲပစိုးလဲထိုးကြိတ်ထဲပြီးပြီ3မိနစ်မနက်တိုင်းမီဆေးဘောလိပ်ဖွာနေမြို့ပိတ်ကမောင်ကျက်တွေကောင်းမောင်းလေးဖြုတ်ဘူးတဲ့ထက်ပြန်ပိတ်တော်ရင်အင်ကြီးရှေကြီးကိုခေါက်ရိုးကြအောင်ခေါက်ကြိုးကြီးချိတ်ကိုခေါက်သားကြအောင်ခေါက်တက်တာတွေဟုတ်ထက်တက်တာကိုပိတ်ကြားလိုက်တာမနက်ထဲမှာလူတွေမရှိတော့ပါဘူးရွာသားစိန်တဟန်ဆိုင်ဝိုင်းထဲမှာရှိသေးတယ်ဘာလို့နေတော့ပတ်စာတွေကိုဘုံမောပတ်စာကိုလကွင်းကလေးနဲ့ခွာနေတယ်မြို့ပိတ်စိတ်ကအဝတ်စားလဲလို့ပြီးတော့တက်တာကလေးဆွဲမန္တထဲလျှောက်သွားဆရာတော်ထိုင်နေနားရောက်တော့ဒူကလေးတုတ်တက်တာကလေးကိုဘေးမှာချဦး3ချိန်ရိုးရိုးသေးသေးရှ िख ိုးကြော့စိန်တဟန်မြင်နေဟာကြော့နေပါလားဘိသိက်ပြိုင်ကမြင်ခွင့်ပြောင်းသွားပြီဟိုဘိသိက်ကဘာပြောမှာပါလိမ့်နားဆွင့်နေဆရာတော်ပြောတဲ့စကားနားထောင်ကြည့်ပါဩကျွန်တော်ကဆရာလိုင်ကိုပညာရှိလို့ထင်ထားတာကျွန်တော်မှားသွားပြီခမည်းကပညာရှိုံမှမကပဲပညာရှိသူတော်ကောင်းပဲကြော့လာတဲ့လူကိုလက်မထောင်နိုင်မယူဘူးသူကတော့ပွေ့ပိုက်ပြီးကောင်းမအမြင့်ကိုတင်းနေကြည့်ပါဒီဘိတ်သိပ်ပြိုင်ဘသူရှုံတော့ဘသူမှမရှုံဘသူနိုင်တော့နှစ်ယောက်စလုံးနိုင်ဟိုမြို့ဘိတ်သိပ်ဆရာလိုက်အသက်40လောက်မန်တရှိတက်တဲ့အရွယ်နိုင်ရင်လို့ပြိုင်တောင်ပြိုင်သေးခြေထောက်နဲ့တောင်ပိုင်နှင်းချေသေးတစ်ဖက်လူကမပြိုင်ရှာဘူးနှိမ်ချတယ်သူ့ကိုအမွန်းတင်တယ်အဲ့ဒီမှာငါမှားပြီလို့သိမှားပြီလို့သိတာနဲ့ဝန်ချကြော့နိုင်တာအဲ့ဒီလူသူတော်ကောင်းပညာရှိဖို့မခက်ဘူးပညာတွေတက်အောင်တင်ပညာတက်ပြီးဆင်ញံုံတရားတွေအားကောင်းပညာရှိတယ်ပညာတက်ပေါ်ပါတယ်ပညာရှိလဲပေါ်ပါသေးတယ်ပညာရှိသူတော်ကောင်းရှားတယ်လူတွေပညာရှိသူတော်ကောင်းဖြစ်စေချင်ပါတယ်စာဖတ်ခြင်းဖြင့်မြင့်အောင်မြင့်မှာပညာရှိအောင်လုပ်ပါစိတ်ကောင်းရှိခြင်းဖြင့်နှိမ်ချခြင်းဖြင့်ကြီးမြင့်အောင်မြင့်ပါအဲ့လိုလူတော်တွေလူကောင်းနေတော်လဲတော်တယ်ကောင်းလဲကောင်းတယ်များရင်မြင့်တဲ့လူတွေကမိမိကိုယ်ကိုမိမိမြင့်အောင်မြင့်ပြီးရင်ဘယ်တော့မှငြိမ်ငြိမ်မနေဘူးကိုယ်ပတ်ဝန်းကျင်ကိုမြင့်ပါလိမ့်မယ်
ကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုမြင့်အောင်မြင့်ကြပါလိမ့်လူအားလုံးစာဖတ်ကြပါစိတ်ကောင်းရှိပါမိမိကိုယ်ကိုမြင့်အောင်မြင့်နိုင်ကြပါစေကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုလည်းမြင့်အောင်မြင့်နိုင်ကြပါစေလို့ဆုတောင်းရင်းညီကုန်းချုပ်ပါရစေ